အားလုံးပဲမင်္ဂလာပါများအောင်မြတ်တာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel လေးကတော့စိတ်ဝင်စားဖွယ်ရာဗရာလောကနဲ့ဂမ်မီရဇလန်းကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ဒီကနေ့မှာတော့စာရေးဆရာဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဖိုးဝင်းစောကြီးအောင်မြတ်တာနဲ့ရေးတရေအောင်မြတ်တာနဲ့ဝိညာဉ်ဆွဲကပ်မှန်တချမ်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူသူရောက်ပေါက်နေတဲ့မဟာဝန်တော်ကြီးထဲမှာအလေးကျပေါက်နေတဲ့တစ်ပင်ကြီးတစ်ပင်ငယ်တွေကစိတ်ထင်တိုင်းကြီးမားနေကြတယ်။တစ်ချက်တောကောင်ကြီးများရဲ့ဟိဟောက်တန်တောကောင်ငယ်လေးများရဲ့မြည်တွန်တန်တွေကမဟာဝန်တော်ကြီးထဲကနေထွက်ပေါ်လာခဲ့တယ်။တောရင်းတနေရာမှာတော့တောင်ဝေးတစ်ချောင်းနဲ့နေရာအမှတ်သားတွေလုံနေတဲ့ပုံကိုယ်တူရှိနေတယ်ဆိုတာတာမန်လူတွေဘလို့မှမသိနိုင်ခဲ့ဘူး။ဧကထောင်ပေါင်းများစွာကျယ်ဝန်းတဲ့မဟာဝန်တော်ကြီးထဲမှာစိတ်ဝင်စားဖွယ်ရာကောင်းလာတဲ့တဘာဝဖြစ်ရစမ်းတွေများစွာဖြစ်ခဲ့ဘူးတယ်။ရှေးဆက်ဆက်ကဖိုးဝင်ခဲ့ကြတဲ့ဇော်ကြီးတွေရဲ့အောင်မြင်ခြင်းအမှတ်သားကြောက်တုံးတွေဇေဒီတွေရုပ်ထုတွေကတာမန်လူတွေမရောက်နိုင်တဲ့တောရဲ့အလဲဖို့တက်တဲ့မှာအစီကြီးထုလို့ပူဇော်ခဲ့ကြတယ်။အခုလဲထိုနေရာမှာဖိုးဝင်ရန်အတွက်ပြင်ဆင်နေတဲ့ပုဂ္ဂိုလ်တူကတော့တစုံတစ်ယောက်ကိုစောင့်မျှော်ရင်းနဲ့မိမိလုပ်ရမယ့်အမှုကိစ္စတွေကိုဆောင်ရွက်နေခဲ့တယ်။မြေပြန့်တဲ့နေရာတစ်ခုမှာလက်ငါးလုံးလောက်ရှိတဲ့မြောင်းလေးတစ်မြောင်းကိုတူးရင်းနဲ့တောရဲ့ဘေးဘီဝဲရကိုလိုက်ကြည့်နေခဲ့တယ်။တူးမြောင်းတူးပြီးတာနဲ့အနီရောင်အင်ကြီးအိတ်ကက်ထဲမှာဂရီဘာအိတ်လေးနဲ့ထည့်ထားတဲ့ဆေးလုံးသုံးလုံးကိုထုတ်ပြီးလက်ဖွားပေါ်တင်လိုက်တဲ့ချိန်မှာပဲတောရင်းတနေရာကနေတောတိုးတဲ့အတန်ကိုကြားလိုက်ရတယ်။တောတိုးတဲ့အတန်ကိုကြားတော့ဆေးလုံးတွေကိုအိတ်ကက်ထဲပြန်ထည့်ပြီးတောင်ဝေးကိုထောက်ကခုံလိုက်တယ်ဆိုရင်ပဲလူ3ရက်စာလောက်မြင့်တဲ့ပိန်းနှဲပင်ပေါ်ကိုရောက်သွားခဲ့တယ်။အပင်ပေါ်ရောက်တာနဲ့တောတိုးဆန်ကြားတဲ့နေရာကိုလှမ်းကြည့်လိုက်တာလူ3ယောက်ကတောရင်းတနေရာကနေထွက်လာတာကိုမြင်လိုက်ရတယ်။တောင်ဝေးကင်ထားတဲ့ပုဂ္ဂိုလ်လည်းထိုလူ3ယောက်ကိုမြင်တော့မှပိန်းနှဲပင်ပေါ်ကပုတ်ခနဲခုံထင်းလာပြီးဆရာတို့ကိုစောင့်နေတာအခုရောက်လာတော့မှပဲစိတ်အေးသွားတယ်။သိတ်မကြခင်မှာပဲနက်ခတ်တိုက်တော့မှမို့လို့ဖိုဝင်ရတော့မယ်။ဒီဖိုဝင်တာအောင်မြင်တာနဲ့တနိုင်ငံလုံးပတ်ပြီးဖျားတီဖို့ရည်စူးထားတယ်။လိုအပ်တဲ့ကူညီတွေကိုဆရာတို့ကပေးမယ်ဆိုလို့စောင့်နေတာ။ယောဂီဝစ်စုံဝစ်ထားတဲ့အတန့်ငယ်ငယ်လူငယ်ကအတင်လုံးဆရာရှိတဲ့အမှုကိုပြီးဆုံးအောင်လုပ်ပါကျွန်ုပ်တို့ရဲ့တာဝန်ကတင်ဖိုဝင်တာကိုပြီးဆုံးအောင်ကူညီပေးဖို့ဆိုတော့ကျွန်ုပ်တို့တင်ပေးမှရှိနေပါမယ်တင်ဆောင်ရွက်ပါတော့ယောဂီဝင်းတဲ့လူငယ်ကပြောလိုက်ရင်ပဲတောင်ဝိတ်ကင်ထားတဲ့ပုဂ္ဂိုလ်ကအိတ်ကက်ထဲကနေဆေးသုံးလုံးကိုထုတ်ပြီးတော့ဒီဆေးသုံးလုံးကိုဆရာတို့ယူထားရမယ်ကျုပ်ဖိုဝင်ပြီဆိုတာနဲ့ဆေးသုံးလုံးနဲ့ကအနီရောင်ဆေးလုံးကိုဟောဒီမြောင်ရဲ့ထိတ်မှာတင်ပေးပါဆေးလုံးတင်ပြီးတာနဲ့မိုးရွာတာကိုစောင့်ရပါမယ်တဘာဝမိုးရေနဲ့ထိပြီးညောင်းကနေဆေးလုံးကလိန်ဆင်းလာလိမ့်မယ်လိန်ဆင်းလာတဲ့ဆေးလုံးနဲ့ကျုပ်သားကိုထိမှာပရမအဆင့်အောင်မှာဖြစ်တယ်ပရမဆေးလုံးအောင်ရင်ဒုတိယဖြစ်တဲ့အစိမ်းအောင်ဆေးလုံးဒုတိယအောင်ရင်တတိယဖြစ်တဲ့အဖြူအောင်ဆေးလုံးကိုထားရမှာပါဆေးသုံးလုံးအောင်ရင်ကျုပ်ဖိုးဝင်တာအောင်မြင်ပြီဖိုးအောင်မိုးတော့ကတဘာဝမိုးရေနဲ့လုံးရမှာဖြစ်လို့အချိန်ဘယ်လောက်ကြာမဲဆိုတာခံမှန်းလို့မရအောင်ကျုပ်ဖိုးဝင်တဲ့အချိန်တွင်ဖိုးဝင်သားကိုယူဖို့အတွက်အဖြက်စီးအဟန်တာတွေလာနိုင်တဲ့အတွက်ဆရာတို့ကိုကူညီတောင်းရခြင်းပဲဖြစ်ပါတယ်တောင်းဝင်းတဲ့လူကပြောလိုက်တော့ယောဂီဝေလူငယ်ကတင်စိတ်ဖြောင်းဖြောင်းနေတာလောက်ပါတင်ဖိုးဝင်တာကသာသနာအတွက်ဖြစ်လို့ကျွန်ုပ်တို့အစွမ်းကုန်ကူညီပေးပါမယ်တောင်ဝေးကင်ထားတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကလည်းထိုအခါမှပဲဝင်းလက်သွားတော့တယ်ဖိုးဝင်မဲ့ပုဂ္ဂိုလ်ကယောဂီဝေလူငယ်ရဲ့လက်ထဲကိုတောင်ဝေးအရင်ဒီတောင်ဝေးဟာကျုပ်တို့ရဲ့ဒုတိယအသက်ဆိုရင်လည်းမမှားဘူးဒါကြောင့်တင့်ကိုယုံကြည်လို့ဒီတောင်ဝေးကိုအပ်ခဲ့မယ်ကျုပ်တစ်ခုခုဖြစ်သွားခဲ့ရင်တော့ဒီတောင်ဝေးကိုတင်ယူလိုက်ပါဒီတောင်ဝေးနဲ့တို့လိုက်ရင်အသီးမသီးတဲ့အပင်ပန်းမပွင့်တဲ့အပင်တွေတောင်ချက်ချင်းသီးပွင့်လာနိုင်တဲ့အစွမ်းရှိတယ်ဒီတောင်ဝေးကိုမြေကြီးပေါ်စောင့်ချလိုက်ရင်မြေသောနှက်နဲ့မြေဖုတ်ဘလူးတွေတောင်ထွက်ပြေးကြရတယ်တင်တို့ကျွန်ုပ်ယုံကြည်ပါတယ်ကျုပ်ဖိုးဝင်တော့မယ်အဲ့ဒါလိုပြောပြီးတော့ညောင်ရဲ့အောက်ဘက်အစွန်ဆုံးနေရာမှာထိုင်ချလိုက်ပြီးမျက်လုံးကိုဇုံမိတ်လိုက်တယ်မျက်လုံးမိတ်ပြီးတော့နှုတ်ကနေမန်နန်တစ်ပုတ်ကိုရွတ်လိုက်ရင်ပဲခန္ဓာကိုယ်ထဲကနေစူးရှတဲ့အလင်းသားတစ်ခုထိုးထွက်လာပြီးခန္ဓာကိုယ်ကတဖြည်းဖြည်းသေးငယ်လာခဲ့တယ်စူးရှတဲ့လင်းသားတွေပျောက်ဆုံးသွားချိန်မှာတော့တထောင်လောက်ရှိတဲ့အသားတုံးကြီးဖြစ်ပြောင်းလဲသွားတာကိုထူးဆန်းစွာမြင်တွေ့လိုက်ရတယ်အသားတုံးပေါ်မှာကျန်နေတဲ့အဝတ်စားတွေကိုယောဂီဝေလူငယ်ရဲ့ဘေးမှာပါလာတဲ့လူငယ်2ယောက်က
ချွတ်ယူပြီးတော့လွယ်အိတ်ထဲမှာထည့်ထားလိုက်တယ်ယောဂီဝေလူငယ်လည်းဖိုဝင်မဲ့ပုတ်ကိုမှားထားခဲ့တဲ့အတိုင်းအနီရောင်ဆေးလုံးကိုမြောင်းရဲ့ထိပ်ဝမှာတင်ထားလိုက်တယ်ပထမဆေးလုံးတင်ပြီးတဲ့အချိန်ဘေးကပိန်းနေပင်ရဲ့ပင်စီကနေထွက်လာတဲ့ပုတ်ကိုတူကိုတွေးလိုက်ရတယ်ပိန်းနေပင်ကထွက်လာတဲ့ပုတ်ကယောဂီဝေလူငယ်ကိုကြည့်ပြီးတော့ကျုပ်ကပိန်းနေပင်စောင်းနေပါတင်တို့ကိုကူညီတောင်းတဲ့ပုတ်ကလွန်ခဲ့တဲ့နှစ်ဘဝကကျုပ်ရဲ့သားတော်ဆက်ခဲ့ပါတယ်ခုနကသူနောက်ဆုံးဖိုဝင်မဲ့ချိန်ကျုပ်နတ်သပင်အစည်းအဝေးသွားနေလို့မမိလိုက်ဘူးကျုပ်ရှိနေမဲ့နေရာမှာဖိုဝင်မဲဆိုတာကျုပ်ကိုအစာတည်းကပြောခဲ့တယ်အခုကျုပ်နည်းနည်းနောက်ကျသွားလို့ကျုပ်သားမှားထားတဲ့အရာပေးဖို့မမိလိုက်ဘူးအဲ့ဒါလိုပြောပြီးတော့စိတ်မကောင်းတဲ့မျက်နှာနဲ့ပြောလာခဲ့တယ်အောင်မြတ်သားကအတင်စိတ်ကျဉ်တဲ့အောင်ကျုပ်တို့ဘာလုပ်ပေးရမလဲထိုအခါပိန်းနေပင်စောင်းနိုင်ရဲ့မျက်နှာတစ်ချက်ဝင်သွားပြီးတော့ကျုပ်သားရဲ့ကိုပါရှိတဲ့နေရာမှာဒီအမွှေးနှံသားလေးဖျန်းပေးရုံပါပဲဒီအမွှေးနှံသားကိုသူရမ်းကြိုက်တာအဲ့ဒီလိုပြောပြီးလက်ထဲမှာကင်ထားတဲ့နှံသားရည်ဘူးလေးကိုပြလိုက်တယ်အောင်မြတ်သားလည်းပိန်းနေပင်စောင်းလှုပ်ရှင်တဲ့အတိုင်းလှုပ်ခွင့်ပြုလိုက်ပြီးတော့ဘေးကနေကြည့်နေလိုက်တယ်ပိန်းနေပင်စောင်းနဲ့လည်းဝမ်းသာအားရဖြစ်ပြီးဖိုဝင်တဲ့နေရာကိုသွားဝုန်းကနေအနောက်ကိုလွှင့်ထွက်သွားတယ်ပိန်းနေပင်စောင်းနဲ့လွှင့်ထွက်သွားတော့အောင်မြတ်သားကမချီပြုံးလေးပြုံးပြီးတင်ကျုပ်ကိုဒီလိုစမ်းလို့ဖေးရမလဲတင်မလာခင်တည်းကကျုပ်ကဖိုဝင်မဲ့နေရာတောက်ဝိုက်ကိုစီးချထားပြီးပြီကျုပ်တားတဲ့စီကမကောင်းမှုအကြံစီရှိတဲ့လူမှန်သမျှဝင်လို့မရဘူးတကယ်လို့တင်ရိုးသားမယ်ဆိုရင်တင်ဝင်လို့ရမှာဖြစ်တယ်တင်ရဲ့အကြံကိုကျုပ်မသိဘူးမှတ်လေလားဟမ်အောင်မြတ်သားကငေါငန်းလိုက်တော့မှပဲပိန်းနေပင်စောင်းကကျုပ်ကိုခွင့်လွတ်ပါကျုပ်ဆရာတို့အစွမ်းကိုထင်သေးခဲ့မိပါတယ်ကျုပ်ဇော်ကြီးဖိုဝင်သားကိုလိုချင်လို့တမင်လိန်ညာပြီးပြောခဲ့တာပါကျုပ်ကိုခွင့်လွတ်ပါငုံငိုယိုယိုနဲ့တောင်းမှန်တော့အောင်မြတ်သားကကောင်းပြီလေတင့်အမှားအတွက်တင့်ကိုအခွင့်အရေးတစ်ခုပေးမယ်ဒီဖိုဝင်တာပြီးဆုံးတဲ့အထိတင်ကျုပ်တို့ကိုကူညီရမယ်တင့်လိုပဲဇော်ကြီးဖိုဝင်သားကိုလိုချင်တဲ့လူတွေလာခဲ့ရင်တင်6လံပြီးမောင်းထုတ်ပါတောကောင်တရဝါတွေမျက်စိလေလမ်းမှားပြီးဒီကိုမရောက်အောင်တင်လုပ်ပေးပါဒါဆိုရင်တင်အပြစ်တွေကိုခွင့်လွတ်ပေးမယ်ထိုအခါပိန်းနေပင်စောင်းကကျုပ်ကူညီပါမယ်ကျုပ်ကိုအပြစ်မပေးရင်ရပါပြီကျုပ်နောက်တစ်ခါဒီလိုမလုပ်တော့ပါဘူးအဲဒီလိုပြောပြီးတော့ပိန်းနေပင်အနောက်ကိုဝင်သွားခဲ့တယ်ပိန်းနေပင်စောင်းနဲ့ပျောက်သွားတော့တက်ခိုင်ကဆရာဒီဖိုဝင်သားကိုဘာကြောင့်လာယူကျင်ကြတာလဲဖိုဝင်သားဆိုတာရခဲ့တဲ့အသားတစ်မျိုးပဲဇော်ကြီးတွေကသူတို့ဖိုဝင်တဲ့ခါမှာအခုလိုအသားတော်မျိုးဖြစ်အောင်လုပ်ကြတယ်သူတို့စီမံထားတဲ့ဆေးလုံးတွေနဲ့ဖိုဝင်အသားမထိရင်တော့ဒီအသားလုံးတိုင်းတသက်လုံးနေသွားရတော့တာပဲဖိုဝင်သားကိုစားမိရင်စားမိတဲ့သူကမြေရှိုးမိုးပြန်နိုင်တယ်စင်မြောင်ဆယ်စည်းခွန်အားနဲ့လည်းပြည့်စုံတယ်သူဝနာဘူမိတထုံပြီးမှာဗျက်ဝိပြတ်တာဆိုတဲ့ညီနောင်ကဇော်ကြီးဖိုဝင်သားကိုစားလို့လူဆန်းကောင်းတွေဖြစ်ခဲ့တယ်ဒါကြောင့်အစွမ်းထက်တဲ့ဇော်ကြီးဖိုဝင်သားကိုလိုချင်တဲ့လူတွေများကြတာပဲတချို့ဇော်ကြီးတွေကတမာတွေကနှကောင်းနှက်မြက်တွေသာရှိတဲ့တောတောင်မှာပဲဖိုဝင်ကြတယ်အခုလိုအချိန်ခါကြလို့မဖြစ်မနေဖိုဝင်ရတဲ့အချိန်မျိုးမှသာသူတို့ကန်တရားကိုလဲထက်လုပ်ပြီးဖိုဝင်ကြရတယ်ဖိုဝင်တဲ့အခါဆေးလုံးတွေကဖိုဝင်သားနဲ့မထိခင်အကြောင်းမျိုးမျိုးကြောင့်လွဲချော်ခဲ့ရင်သူတို့ရဲ့ဘဝဟာဒီအသားတုံးဖြစ်နေပဲအဆုံးသက်သွားရတယ်ဇော်ကြီးတွေကတစ်ဥတစ်ဖူစေးမြစ်တွေကိုသာစားသုံးတဲ့အတွက်သူတို့ရဲ့အသားအမြဲတမ်းမှုှေးကြိုင်နေတတ်တယ်အဲ့ဒီအမွှေးရနမ်းကြောင့်ပဲတောရဲ့တိရစ္ဆာန်တွေကမျက်စိလဲပြီးတော့ဖိုဝင်သားရှိရာကိုရောက်လာတတ်ကြတယ်ရောက်လာတဲ့အခါဖိုဝင်သားကိုစားသွားတာပဲဖြစ်ဖြစ်ဆေးလုံးတွေကိုနေရာရွှေ့အောင်လုပ်မိတာပဲဖြစ်ဖြစ်ဖိုဝင်နေတဲ့ဇော်ကြီးကအရင်ဘဝကိုပြန်မရောက်ကြတော့ဘူးဒါကြောင့်ငါတို့အခုလိုကူညီပေးနေရတာအောင်မြတ်သားကပြောလိုက်တော့မှတက်ခိုင်လည်းနားလေသွားတယ်အောင်မြတ်သားတို့လည်းဖိုဝင်တဲ့နေရာအနားမှာရှိတယ်တစ်ပင်တွေအောက်မှာတရားမှတ်ရင်မိုးရွာမဲ့အချိန်ကိုစောင့်မျှော်နေခဲ့တယ်ရက်အနှဲငယ်ကြားတဲ့အထိမိုးကမရွာလာခဲ့ဘူးတက်ခိုင်တို့လည်းတောထဲမှာရှိတဲ့တတိတဖူတွေကိုရှာဖွေစားတော့ရနေလာတာ9ရက်မြောက်တဲ့နေ့မှာတော့မိုးရိပ်တွေတက်လာတာကိုမြင်လိုက်ရတယ်မိုးရိပ်တွေတက်လာတာမြင်တော့အောင်မြတ်သားကမကြခင်မိုးရွာလာနိုင်တယ်မိုးရွာရင်နေဖို့အတွက်တဲလေးတစ်လုံးတော့စောက်ကြရမယ်အောင်မြတ်သားကပြောလိုက်တော့တောက်ရနဲ့တက်ခိုင်တို့လည်းတောထဲမှာရှိတဲ့တစ်ဝါးတွေကိုခုတ်ပြီးယာယီတဲတစ်လုံးထိုးလိုက်တယ်တဲထိုးပြီးတဲ့နောက်တစ်နေ့မှာတော့ပထမအကြိမ်မိုးရွာချပါလေရောတဲကြီးမဲကြီးရွာချနေတဲ့မိုးရီတွေကစေးလုံးတင်ထားတဲ့နောင်ထဲကိုစီးကြလာခဲ့တယ်စီးကြလာတဲ့မိုးရီနဲ့အတူပထမစေးလုံးအနီကလိန်ဆင်းလာပြီးတော့
ဖိုဝင်နေတဲ့အသားကိုတွားထိတဲ့ချိန်ဖိုဝင်သားကနေအနီရောင်လင်းနှန်းတွေထွက်လာခဲ့တယ်။တဲကြီးမဲကြီးရွာချနေတဲ့မိုးကတဖြည်းဖြည်းတိတ်သွားတဲ့ချိန်မှာတော့ဒုတိယဆေးလုံးဖြစ်တဲ့အစိမ်းရောင်ဆေးလုံးကိုမြောင်းဝမှာတင်လိုက်တယ်။အောင်မြတ်သားတို့လည်းဒုတိယအဆင့်အောင်မှုအတွက်နောက်တစ်ချိန်မိုးရွာတာကိုစောင့်ကြရပြန်တယ်။မိုးရင်းကာလကိုဝင်သားအချိန်မို့လို့မိုးကတိတ်မရွာသေးဘူး။တစ်ပင်တွေထူထပ်စွာပေါက်နေတဲ့အတွက်တာမန်မိုးရွာတဲ့အချိန်တွေမှာရေကမြောင်းထဲကိုမရောက်တာများတယ်။ဒါကြောင့်လဲနောက်တစ်ချိန်မိုးတဲထန်စွာရွာဖို့စောင့်မျှော်နေရတယ်။အောင်မြတ်သားတို့ဒုတိယအဆင့်အောင်မြင်ဖို့အတွက်စောင့်ဆိုင်းနေတဲ့တညမှာတော့ဆွဲဆွဲငင်ငင်ဦးလိုက်တဲ့ခွေးဦးတန်တွေကိုကြားလိုက်ရတယ်။ထိုခွေးဦးတန်တွေကြောင့်တက်ခိုင်ကလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။အောင်မြတ်သားကတော့တီတီငိမ့်ငိမ့်ပဲတဲအောက်ကိုဆင်းလိုက်တယ်။တဲအောက်ကိုရောက်တော့ပိန်းထဲပင်စောင်းနှက်ကဆင်းလာပြီးဆရာလေးဖိုဝင်သားကိုယူဖို့ရေခွေးရောင်ဆောင်ပြီးလာနေကြပြီ။သူတို့ကိုခိုင်းတဲ့သူကဘိနကားလို့ခေါ်တဲ့ဇော်ကြီးတစ်ပါးပဲ။သူ့ကိုကြုံမတားနိုင်ဘူး။ဆရာလေးတို့တားမှဖြစ်မယ်။ထိုအခါအောင်မြတ်သားကကျုပ်တို့ကဒီနေရာကနေခွာလို့မရဘူး။သူတို့လာရင်လည်းဒီနေရာကနေကာဝယ်ရမှာပဲ။တင်လဲတင့်နေရာတင်ပြန်ပြီးစောင့်ကြည့်နေ။အဲဒါလိုမှာပြီးတော့ပတ်လေကိုစီးထက်ထက်ချလိုက်တယ်။အောင်မြတ်သားတို့ဆရာတပည့်တွေကဖိုဝင်တဲ့နေရာကိုဖိုကနောက်ဆိုင်ထိုင်ပြီးတော့စောင့်နေကြတယ်။အောင်မြတ်သားကဖိုးမဝင်မီပေးခဲ့တဲ့တောင်ဝိတ်ကိုကင်ပြီးခွေးဦးတန်းကိုနားဆွင့်နေလိုက်တယ်။ခွေးဦးတန်းတွေကတဖြည်းဖြည်းနဲ့နီးကပ်လာခဲ့တယ်။အမောင်လူတော်တဲ့ကနေရဲရဲနီနေတဲ့မျက်လုံးမမြောင်းစွာကအောင်မြတ်သားတို့ကိုကြည့်နေခဲ့တယ်။မန်ဖီတန်တွေကကြောက်မက်ဖွယ်ကောင်းလောက်အောင်ကျဲလောင်လာတဲ့အချိန်မှာတော့အောင်မြတ်သားတို့နဲ့မလှမ်းမကန့်ကိုမြေခွေးသုံးကောင်ကခုန်ချလာတယ်။တရေတများများကျနေတဲ့မြေခွေးသုံးကောင်ကအောင်မြတ်သားတို့ကိုစိုက်ကြည့်ပြီးဆွဆွငင်ငယ်ဦးလိုက်တယ်ဆိုရင်ပဲတော်ထဲကနေခုန်ထွက်လာတဲ့မြေခွေးပေါင်းများစွာကိုမြင်လိုက်ရတယ်။အကောင်ပေါင်းများစွာတဲ့မြေခွေးတွေကအောင်မြတ်သားတို့ရှိရာတဖြည်းဖြည်းတိုးလာပြီးတော့ခုံအုပ်လို့ရတဲ့အနေထားရောက်တော့အရှိဆုံးမှာရှိနေတဲ့မြေခွေးကအတန်တိုတစ်ချက်ကိုဦးလိုက်တယ်ဆိုရင်ပဲအနောက်မှာရှိနေတဲ့မြေခွေးအုပ်တွေကအောင်မြတ်သားတို့စီကိုခုံဝင်လာခဲ့တယ်။အောင်မြတ်သားကခုံဝင်လာတဲ့မြေခွေးတွေကိုလက်ထဲမှာကင်ထားတဲ့တောင်ဝင်းနဲ့ရိုက်ထုတ်လိုက်တဲ့အချိန်ထူးဆန်းတဲ့မြင်ကွင်းကိုမြင်လိုက်ရတယ်။အောင်မြတ်သားတောင်ဝင်းနဲ့ရိုက်ခတ်ထိတဲ့မြေခွေးတွေကမြေခွေးအသွင်ကနေလူအသွင်ပြောင်းသွားပြီးတော့ခလန်းလန်းကနေအောင်မြတ်သားတို့ကိုအော်ဟစ်ဆဲဆိုနေကြတယ်။အောင်မြတ်သားလည်းစီးပြင်ကနေခုံဝင်လာတဲ့မြေခွေးတွေကိုတောင်ဝင်းနဲ့ရိုက်ချရင်ကောင်းငယ်ကိုမော့ကြည့်လိုက်တယ်။ကောင်းငယ်တစ်ခုလုံးမိုးသားတွေမဲမောင်လာတာနဲ့မျှမြေခွေးအုပ်ကတဖြည်းဖြည်းများလာခဲ့တယ်။တောင်ဝင်းနဲ့ထိတဲ့မြေခွေးတွေကမြေခွေးအသွင်ပြန်မဖြစ်တော့ပဲအဝေးကနေဒုတ်တွေခဲတွေနဲ့လှမ်းပစ်ရင်အော်ဟစ်နေကြတယ်။အောင်မြတ်သားလည်းကောင်းငင်ကိုမော့ကြည့်လိုက်မြေခွေးအုပ်ကိုကြည့်လိုက်လုံနေရင်းကနေဘေးနားမှာကျနေတဲ့တစ်ရွက်ကိုကောက်ပြီးတော့တစ်ရွက်ကိုနှကန်းသားမှာတိတ်ကငရံမင်းပရိတ်ကိုကိုးကောက်တိတိရွတ်လိုက်တယ်။ငရံမင်းပရိတ်ရွတ်ပြီးတစ်ရွက်ပေါ်မှာအင်္ဂွတ်တုကဆွဲပြီးတော့ကောင်းငင်မော်ပြစ်တင်လိုက်တယ်။တစ်ရွက်ကကောင်းငင်မော်သို့လွင့်ထွက်သွားပြီးကောင်းငင်မော်ကမဲမောင်နေတဲ့တိမ်လိုက်တွေကြားထဲကိုတိုးဝင်သွားတယ်။တိတ်မကြခင်မှာပဲမဲမောင်နေတဲ့တိမ်လိုက်တွေကတဖြည်းဖြည်းပြိုဆင်းလာပြီးတော့မိုးဒီမိုးပေါက်တွေတောအုပ်ထဲကိုရှင်ဟုန်နဲ့ကျဆင်းလာခဲ့တယ်။ကောင်းငင်ဘော်ကနေကျလာတဲ့မိုးဒီမိုးပေါက်တွေကမြေခွေးအုပ်ပေါ်ကျတဲ့ချိန်မြေခွေးတွေကနေလူအဖြစ်ပြောင်းသွားတာကိုတွေ့လိုက်ရတယ်။လူအဖြစ်ပြောင်းသွားတဲ့လူတွေကမိုးရေထဲမှာငရဲမီးတွေပါလာတဲ့လားအော်ဟစ်ပြေးလွှားကြပါလေရော။မြေခွေးအုပ်တစ်ဖြစ်တဲ့လူအုပ်ကြီးကမိုးရေမထိတဲ့နေရာစီကိုပြေးလွှားကြရင်အောင်မြတ်သားတို့နဲ့ဝေးရကိုတဖြည်းဖြည်းရောက်သွားတယ်။မိုးဒီမိုးပေါက်တွေကျလာတဲ့ချိန်ရေမြောင်းပေါ်မှာတင်ထားတဲ့စိမ်းရောင်ဆေးလုံးကမိုးရေနဲ့တဖြည်းဖြည်းလိမ့်ဆင်းလာပြီးတော့ဖိုဝင်နေတဲ့နေရာကိုသွားထိတဲ့အချိန်မှာအစိမ်းရောင်လင်းနှန်းတွေဖြာကနေထွက်ပေါ်လာခဲ့တယ်။အောင်မြတ်သားလည်းမိုးရေထဲကနေမတက်ရက်လိုက်ပြီးတတိယဆေးလုံးဖြစ်တဲ့အဖြူရောင်ဆေးလုံးကိုရေမြောင်းပေါ်မှာတင်ပြီးတဲ့အချိန်မှာတော့တဲကြီးမဲကြီးရွာနေတဲ့မိုးကချက်ချင်းဆိုသလိုတိတ်သွားတယ်။မိုးတိတ်သွားတော့ပိန်းထဲပင်စောင်းနှက်ကဆင်းလာပြီးဆရာလေးတို့သတိထားကြအောင်နော်။ဘိနကစောကြီးကအရန်ညှိုးကြည့်တာ။သူလွတ်လိုက်တဲ့သူတွေကိုပြန်ပြေးအောင်လုပ်လိုက်ထဲဟာဆရာလေးတို့ तू ကအခဲချိန်မှာမဟုတ်ဘူး။ तू ပြန်လာနိုင်လေ။အဲဒါလိုပြောတော့အောင်မြတ်သားကနောက်ဆုံးအဆင့်ရောက်ပြီဆိုတော့ပိုသတိထားရတော့မှာပေါ့။နောက်တစ်ချိန်မိုးရမယ့်အချိန်ကိုစောင့်ကြည့်ရမယ်။အဲဒါလိုပြောလိုက်တော့ပိန်းထဲပင်စောင်းနှက်ကကျုပ်လည်းတက်နိုင်သလောက်ကူညီပါမယ်။အခုခုသိတာနဲ့လာပြောပေးပါမယ်။အဲဒါလိုပြောပြီးပိန်းထဲပင်ပေါ်ပြန်တက်သွားခဲ့တယ်။အောင်မြတ်သားတို့လည်းတတိယကြိမ်ရွာမယ်မိုးကိုစောင့်မျှော်ရင်းနေလာလိုက်တာတလားတိတိကြာသွားခဲ့တယ်
တလားတိတိပြည့်တဲ့နေ့မှာတော့လွန်စွာတာယာနာပြောပွဲကောင်းတဲ့စောင်းတန်တစ်ကိုကြားလိုက်ရတယ်။တော်ကြီးမြမဲထဲမှာကြားလိုက်ရတဲ့စောင်းတန်ကြောင့်တက်ခိုင်နဲ့တောက်ရကတယောက်မျက်နှာတယောက်ကြည့်လိုက်မိတယ်။အောင်မြတ်သားကတော့အကျန်းနီးနဲ့မရတော့အနုနီးနဲ့လာပြီးထင်တယ်။အနုနီးကအကျန်းနီးထက်ရင်ဆိုင်ဖို့ခက်ခဲလိမ့်မယ်။သတိထားကြ။အဲ့ဒီလိုပြောပြီးဖုံဝင်နေတဲ့နေရာကိုဆင်းသွားခဲ့တယ်။တက်ခိုင်တို့လည်းအောင်မြတ်သားနောက်ကလိုက်သွားပြီးတော့ဖိုးဝင်နေရရဲ့ဘေးမှာနေရာယူလိုက်ကြတယ်။အောင်မြတ်သားတို့နေရာယူပြီးမကြခင်မှာတာယာလှတဲ့စောင်းတန်နဲ့တူမိမပြိုလေးများရဲ့ခိုးခိုးခိခိရီတန်းတွေကြားလိုက်ရတယ်။တိတ်မကြခင်မှာပဲတောအုပ်ကနေထွက်လာတဲ့မိမပြို900ကိုတွေးလိုက်ရတယ်။ဒူရိယာမျိုးစုံကိုင်ဆောင်ထားပြီးတော့လွန်စွာချောမောလှပတဲ့မိမပြိုလေးတွေကအောင်မြတ်သားတို့နဲ့မလှမ်းမကန့်ကနေချွဲနေတဲ့ရီတန်းများညင်သာတဲ့ဒူရိယာတန်တွေနဲ့မြူဆွဲပါတော့တယ်။အောင်မြတ်သားကမိမပြိုလေးကိုကြည့်ပြီးတော့တင်တို့ရဲ့ရည်ရွယ်ချက်ကအောင်မြင်မှာမဟုတ်လို့လာလန်းတိုင်းပြန်လိုက်ပါတင်တို့ဘလို့ပဲမြှုပ်ဆွဲကျုပ်တို့ကိုအောင်နိုင်မှာမဟုတ်တဲ့အတွက်နောက်ဆုတ်ကြပါရှေ့ဆက်တိုးမယ်ဆိုရင်တော့ကျုပ်တို့အဆိုမဆိုပါနဲ့မိမပြိုလေးတွေကအောင်မြတ်သာပြောတဲ့စကားကိုဂရုမစိုက်ပဲမလုံတလုံးအဝတ်စားတွေကိုဆွဲတင်ရင်ညှို့တူတူအတန်များနဲ့အောင်မြတ်သာတို့ကိုတိုက်ခိုက်ပြန်တယ်တက်ခိုင်နဲ့တောက်ရလဲမျက်စိကိုစုံမိတ်ပြီးတော့စိတ်ကိုတီးငြိမ်အောင်ထားပြီးမိမပြိုလေးတွေကိုကြည့်လိုက်တာမျက်စိအရှိမှလှုပ်ရမ်းကောက်ခုန်နေတဲ့မိမပြိုလေးတွေကတူရောင်သီးတွေဖြစ်နေတာကိုမြင်လိုက်ရတယ်။အောင်မြတ်သားတို့ဆရာတပည့်တွေလည်းတူရောင်မယ်တွေမှန်းသိတော့ဒါဟာဘိနကဇော်ကြီးရဲ့လက်ချက်ဆိုတာချက်ချင်းသိလိုက်ကြတယ်။ဘိနကလက်ချက်မှန်းသိတာနဲ့အောင်မြတ်သားကဘေးမှာကျနေတဲ့တစ်ကိုင်းကျောက်တစ်ခုကိုကောက်ပြီးမိမပြိုလေးတွေစီကိုပစ်လိုက်တယ်။တစ်ကိုင်းကျောက်ကမိမပြိုလေးတွေရှေ့ကိုရောက်တာနဲ့အလွန်ခံကြားလှပတဲ့ယောက်ျားတစ်ယောက်ဖြစ်အသွင်ပြောင်းသွားတယ်။မိမပြိုလေးတွေကလည်းတစ်ကိုင်းကျောက်ကနေဖြစ်လာတဲ့လူလင်ပြိုလေးပေါ်တက်မှတ်သွားကြပြီးတောနက်ထဲကိုလူလင်ပြိုလေးနဲ့တူတိုးဝင်ပြောက်ွယ်သွားကြတယ်။မိမပြိုလေးတွေပြောက်ွယ်သွားတာနဲ့ကောင်းငင်တစ်ခွင်မှာမိုးရိပ်မိုးသားတွေတန်းလာခဲ့တယ်။တက်ခိုင်နဲ့တောက်ရလဲမိုးရတော့မယ်ဆိုတာသိလို့ဝမ်းသာနေကြတယ်။မိုးသားတွေကတဖြည်းဖြည်းများလာခဲ့ပြီ။ကောင်းငင်တစ်ခွင်လုံးမဲမောင်လာခဲ့ပေမဲ့မိုးတစ်ပေါက်မှတော့မကျလာခဲ့ဘူး။တက်ခိုင်နဲ့တောက်ရလဲကောင်းငင်ကိုကြည့်လိုက်အောင်မြတ်သားကိုကြည့်လိုက်နဲ့ဝေခွဲမရဖြစ်နေတဲ့ချိန်အောင်မြတ်သားကတဘာဝတရားကိုတော့လွန်ဆန်ခိုင်းနေပါလားတော်တော်ရုံမာတဲ့ကောင်ပဲအဲ့ဒါလိုပြောတော့တက်ခိုင်ကဘာဖြစ်တာလဲဆရာမိုးကရွာတော့မှအခုထိမရွာသေးဘူးဘိနကားဆိုတဲ့ကောင်ကရွာမယ်မိုးတွေကိုသူ့အစွမ်းနဲ့တားထားတာပဲဒါဟာတဘာဝတရားကိုဖောက်ပြန်အောင်လုပ်တာအပြစ်အရမ်းကြီးတယ်သူ့အပြစ်ကိုသူပြန်ပေးဆက်ရလိမ့်မယ်အဲ့ဒါလိုပြောပြီးတော့တောင်ဝိတ်ကိုကောင်းငင်မော်ထောင်လိုက်တယ်တောင်ဝိတ်ကိုကောင်းငင်မော်ထောင်လိုက်တာနဲ့ကောင်းငင်မော်ကနေပြက်စီးတွေဝင်းကနေလက်ကနေဖြစ်လာပြီးဘိုးချုံတန်တွေကကြောက်မက်ဖွယ်ထွက်ပေါ်လာခဲ့တယ်။မိုးကြိုလျက်စီးတွေလက်နေပေမဲ့မိုးသက်တွေကတပေါက်မှမကျပဲဖြစ်နေတဲ့ချိန်ဒလိန်ဒိန်ဆိုတဲ့မိုးကြိုပြစ်တန်တဲ့တူကောင်းငင်မော်ကနေတစုံတစ်ယောက်ပြုတ်ကျလာတာကိုမြင်လိုက်ရတယ်။ကောင်းငင်မော်ကနေကျလာတဲ့အရာကိုတည်တည်ချာချာကြည့်လိုက်တော့အနီရောင်အင်ကြီးဝတ်ထားတဲ့ဇော်ကြီးတစ်ယောက်ဖြစ်နေခဲ့တယ်။မြေကြီးပေါ်ရောက်တော့ခန္ဓာကိုယ်တစ်ခုလုံးကြေမွနေပြီးအတမ်းမရှိတော့တာကိုစိတ်မကောင်းစွာမြင်လိုက်ရတယ်။ခဏနေတော့မိုးသီးမိုးပေါက်တွေကျလာပြီးမိုးသေးထန်စွာရွာချပါလေရော။မိုးရွာချလာတာနဲ့ရေမြောင်းတွေကဆေးလုံးလေးကရေသီးနဲ့တူမျောပါပြီးဖုံဝင်သားကိုထိလိုက်တာနဲ့တပြိုင်နက်အောင်မီ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 ဆိုတဲ့အတန်နဲ့တူအဖြူရောင်အလင်းတန်းတွေကြားထဲကနေချွေရောင်ဝတ်စုံဝတ်ထားတဲ့ဇော်ကြီးတစ်ပါးခုန်ထွက်လာခဲ့တယ်။ဖိုးဝင်သားအောင်မြင်သွားတဲ့ဇော်ကြီးကအောင်မြတ်တာကိုသူ့ရဲ့တောင်းဝေးကိုလက်ဆောင်ဖြစ်ပေးခဲ့ပြီးသူကတော့ဖျားပေါင်း180သူတဲဖို့ခရီးထွက်ရတော့မယ်ဆိုတဲ့အကြောင်းပြောပြီးတော့ခေါင်းငင်ခရီးနဲ့တောအုပ်အပေါ်ကိုပြန်ထွက်သွားခဲ့တယ်။အောင်မြတ်သားတို့လည်းမိုးတိတ်တာကိုစောင့်ပြီးတော့မိုးတိတ်တာနဲ့မဟာဝန်တော်တွေကနေပြန်လည်ထွက်ခွာခဲ့တယ်။တော်တွေကနေတဖြည်းဖြည်းထွက်ခွာလာရင်တက်ခိုင်ကဆရာခုနကကောင်းငင်ဘောကပြုတ်ကျလာတဲ့ဇော်ကြီးကဘာလို့ပြုတ်ကျလာတာလဲ။ဘာလို့လဲဆိုတော့တဘာဝတရားကိုလွန်ဆန်တဲ့အတွက်နှကောင်းနှက်မြက်တွေအပြစ်ပေးတယ်လို့ပဲသိထားပါ။နောက်တစ်ချိန်ကိုယ်တိုင်အစွမ်းစားရှိလာခဲ့မိုးတာတော့ဘဲတော့မှမလုံးမိစေနဲ့။အဲဒီလိုပြောပြီးတော့မဟာဝန်တော်တွေကနေဆက်ထွက်လာခဲ့တယ်။အောင်မြတ်သားလည်းဆရာသခင်တို့ရဲ့စေခိုင်းမှုကိုခြေပြုံစွာထမ်းဆောင်ခဲ့ပြီးတော့ခြေဦးတဲ့ရာဆက်လက်ထွက်ခွာခဲ့တယ်။အောင်မြတ်သားတို့ဆရာတပည့်တွေခြေဦးတဲ့ရာရှောက်သွားရင်းနဲ့အေယာရီတိုင်းတွေကလမ်မူတန်းဆိုတဲ့ရွာလေးကိုရောက်ရှိလို့လာခဲ့တယ်။တရွာလုံးကတငါအလုပ်ကိုသာလောက်ကင်ကြပြီး
ဘာသာရေးအားနေတာကိုအောင်မြတ်တာတို့သတိထားမိခဲ့ကြတယ်။တရားလုံးမှာဘုန်းကြီးကျောင်းတစ်ကျောင်းပဲရှိပြီးတော့ဘုန်းကြီးကျောင်းမှာတန်ခါလုံးဝမရှိတာပဲ။နေ့စဉ်ရက်ဆက်အားကိုးသူအလုပ်ဖြစ်တဲ့ငါးဖမ်းလုပ်ငန်းနဲ့သာချိန်ကုန်ရင်ဘဝကိုဖြစ်တယ်လို့ဖြတ်သန်းနေကြရတာမြင်တော့အောင်မြတ်တာတပြင်းရှည်တစ်ချက်ကိုချလိုက်မိတယ်။အောင်မြတ်တာတို့လည်းဘုန်းကြီးကျောင်းအဟောင်းမှာတင်းနေရွာကန်တစ်ယောက်နှစ်ယောက်နဲ့စကားသမီးပြောပြကြတယ်။ရွာကန်နေနဲ့စကားပြောရင်တက်ခိုင်ကဒီဒေသမှာချောင်းနေမြောင်းနေပေါ်ပါလျက်နေဘာလို့ဒီရွာဆင်းရဲနေကြရတာလဲအဲ့ဒါလို့မေးလိုက်တော့ရွာကန်တယောက်ကဟုတ်တယ်ဗျာအရင်ကဆိုကျုပ်တို့ရဲ့ရွာအရန်ကိုစီကားခဲ့တာဒီရွာနီးချုပ်ဆက်တွေတော့ကျုပ်တို့ရွာမှာအခြေချပြီးတော့လောက်ကင်စားတော့ခဲ့ကြတယ်ဒီရွာရဲ့အနောက်ဘက်ချောင်းမှာနွားသေးချောင်းဆိုတာရှိတယ်နွားသေးချောင်းကထွက်တဲ့ငါးပစုံနေဆိုတာကျုပ်တို့တရွာလုံးဖမ်းလို့တော့မကုန်နိုင်ဘူးအဲ့လောက်ထိပေါများခဲ့တာထိုအခါတက်ခိုင်ကဒါဆိုရင်အခုအဲ့ဒီချောင်းမှာငါးပစုံနေကုံသွားလို့လားရွာကန်လူကြီးကကုံတာမဟုတ်ပါဘူးဗျာဘသူမှသွားမဖမ်းရဲကြတာဟမ်ဘာလို့သွားမဖမ်းရဲတာလဲမိချောင်းတွေဘာတွေရှိလို့လားမိချောင်းထက်ဆိုးတယ်လို့ပဲပြောရမှာပေါ့ဗျာဒီတိုင်းပြောရင်ကို့ဆရာတို့နားလည်မှာမဟုတ်ဘူးအစားဆုံးကြုတ်ပြောပြမယ်အဲ့ဒါလိုပြောပြီးတော့ရင်နွေးချမ်းတစ်ခေါက်ကိုမော့တောက်လိုက်တယ်ရင်နွေးချမ်းတောက်ပြီးတော့ရွာနောက်ဘက်ကိုငေးကြည့်ရင်ကျုပ်တို့ငယ်ငယ်တုန်းကနွားသေးချောင်းလို့အမည်မတွင်သေးဘူးနတ်ဆန်းချောင်းလို့ခေါ်ကြတယ်ဘာလို့နတ်ဆန်းချောင်းလို့ခေါ်လဲဆိုတော့လာပြေနာဝင်နေတွေမှာဆိုရင်ချောင်းထဲမှာကိုရံကိုဝါတောက်ပတဲ့ယောက်ျားတွေမိန်းမတွေရေလာလာချိုးလို့ပဲနတ်ဆန်းချောင်းကရေကတာမန်ချောင်းရည်တွေလို့မနှောက်ကြည့်ပင်နဲ့ကြည်လင်နေတာကသူ့ရဲ့ထူးခြားမှုတစ်ခုပဲကျုပ်တို့ငယ်ငယ်တုန်းကရွာမှာလူနေအိမ်ကြီးတွေလည်းတိတ်မရှိသေးဘူးရွာနီးချုပ်သက်တွေမှာလည်းလူတွေမနေကြသေးတော့နတ်ဆန်းချောင်းကလှကျင်တိုင်းလှနေတာပေါ့နတ်ဆန်းချောင်းမှာရှိတဲ့ငါးတွေဆိုရင်လက်နဲ့တောင်လိုက်ဖမ်းလို့ရတယ်ကျုပ်တို့အဖိုးဖွားတွေပြောတာကတော့နတ်ဆန်းချောင်းမှာရေလာလာချိုးတဲ့သူတွေဟာရေငန်မိုင်ဥရှင်ကြီးရဲ့ကိုလုတ်တော်တွေတဲ့နတ်ဆန်းချောင်းလှပတဲ့အချိန်တုန်းကငါးပစုံနေဆိုတာကမစားကြင်မှအဆုံးပဲကျုပ်တို့ရွာရဲ့ထူးဆန်းတဲ့တလေးကငါးဖမ်းတော့မယ်ဆိုရင်နတ်စင်လေးပေးမှာဝါးစင်လေးလုပ်ပြီးပူဇော်ရတယ်ဒီနေ့ငါးဘဏ္ဍပိတ်တာရရင်တော်ပါပြီဆိုတဲ့ခရီးကိုဝါးစင်ရဲ့အရှိမထိုင်ပြီးတိုင်တယ်ရတယ်ရှေးလူကြီးတွေကပြောထားတဲ့အတိုင်းဂရီကိုတီးကြတော့ငါးတွေပစုံနေဆိုတာကွန်တစ်ပြစ်နဲ့တော်တော်လေးရတာနောက်ပြီးလက်ဆန်းချောင်းမှာငါးပစုံတွေပေါ်တယ်ဆိုပြီးရွာနီးချုပ်ဆက်ကလူတွေလာရောက်ဖမ်းဆီးခဲ့တယ်နေပေါင်းဆောင်ကနေလာတဲ့လူတွေကရိုးရတလေးကိုလည်းမပူတော့ဂရီတွေကိုလည်းမတီးတော့နတ်ဆန်းချောင်းကရေတွေတဖြည်းဖြည်းနောက်ကျလာခဲ့တယ်ရေတွေနောက်ကျလာတော့ရခင်လားပြေးလားွယ်တွေမှာရေလာကစားတဲ့ပုံကိုယ်တွေလည်းမလာကြတော့ဘူးအဲ့လိုကနေတဖြည်းဖြည်းနဲ့ငါးပစုံတွေနဲလာတယ်ဒီနေ့မှာတော့ကျုပ်တို့ရွာကတာပူဆိုတဲ့နွားချောင်းသားလေးတယောက်နတ်ဆန်းချောင်းသားကစကြက်မှာနွားချောင်းရင်းနဲ့အိပ်ပျော်သွားတယ်အိပ်ရာကနိုးလာတော့သူ့ချောင်းနေတဲ့နွားတွေကတကောင်ရောက်နေတာသတိထားမိသွားပြီးလိုက်ရှာတာနတ်ဆန်းချောင်းထဲမှာပြန်တွေ့တယ်လို့ပြောတယ်ဒါပေမဲ့နွားကသေနေပြီသေတာကရိုးရိုးသေတာမဟုတ်ဘူးတကူလုံးကိုက်ရဖဲ့ရည်နဲ့သေတာနွားချောင်းသားလေးလည်းအဲ့ဒီအချိန်လေးကနေတော်တော်ခအောင်ယူသွားတာခုချိန်လေးပဲအဲ့ဒီတည်းကနတ်ဆန်းချောင်းကနေနွားသေးချောင်းဆိုပြီးဖြစ်သွားတာချောင်းထဲမှာငါးဖမ်းတဲ့လူတွေလည်းတစ်လားတစ်ခါလှေမှောက်သေးလိုက်ရေနစ်သေးလိုက်နဲ့သေလိုက်ကြတာဘသူမှမသွားရအောင်ပဲဘသူမှလည်းမသွားကြတော့လားကွယ်နေတယ်ဆိုရင်ဝမ်းကောင်းတန်ကြီးနဲ့ချောင်းထဲကအော်တဲ့တန်တွေကိုကြားရတယ်အဲ့ဒီအချိန်တွေကကျုပ်တို့ရွာရဲ့စီးပွားပြတ်တော့တာပဲအဓိကထားလုံနေရတဲ့ချောင်းထဲကမှမသွားရကြတော့တာဘလို့လောက်ကင်စားတော့ရတော့မလဲချောင်းထဲကိုဘသူမှမသိကြတော့ချောင်းသက်မှာမွေးထားတဲ့ကြက်တွေဖဲတွေကိုညဘက်ဝင်ဆွဲတယ်လို့ပြောကြတယ်မြင်တဲ့လူတွေပြောတာကတော့လေးဘက်ထောက်ပြီးကြက်ဆန်တဲ့ကိုဝင်လာတာတဲ့ကြက်နှစ်ကောင်လောက်ကိုက်ပြီးချောင်းထဲပြန်ဆင်းသွားတယ်လို့ပြောကြတယ်ဒီလိုနဲ့ရွာလည်းတစ်ဖြည်းဖြည်းခြောက်ကပ်လာတယ်ရွာဦးချောင်းဆရာတော်ပြန်လွန်တော်မူပြီးတဲ့အချိန်ကစပြီးနောက်ထပ်တန်ဃာတော်တွေမရောက်လာကြတော့ဘူးရွာကန်လူကြီးကစိတ်မကောင်းတဲ့လေသံနဲ့ပြောပြီးခေါင်းပေါင်းသားကကွန်းတရာကိုထုတ်သွားလိုက်တယ်အောင်မြတ်သားလည်းဖြစ်စဉ်အစအဆုံးကိုနားထောင်ပြီးတော့ကျုပ်တို့ကူညီပေးနိုင်မယ်လို့ထင်တယ်ဒါကြောင့်နွားသေးချောင်းကိုလိုက်ကြည့်ခြင်းတယ်မိတ်ဆွေလမ်းပြပေးလို့ရမလားထိုအခါရွာကန်လူကြီးကလမ်းပြပေးလို့ကတော့ရပါတယ်ချောင်းသားထိတော့ကြုတ်မလိုက်ရဲ့ရပါတယ်ဗျာကျုပ်တို့ကအခြေအနေကြည့်အောင်ပါပဲကြည့်ပြီးမှဘာဆက်လုပ်ရမလဲဆိုတာပြောပါမယ်ကျုပ်တို့ကိုလမ်းပြပေးပါဦးအောင်မြတ်သားရဲ့စကားဆုံးမှာတော့ရွာကန်လူနှစ်ယောက်ကနွားသေးချောင်းရှိရာသို့ခေါ်ဆောင်သွားကြတယ်တရွာလုံးကအောင်မြတ်သားတို့ကိုထူးဆန်းနေနဲ့ဝိုင်းကြည့်နေတဲ့ချိန်လူတယောက်ကအောင်မြတ်သားတို့စီပြေးဝင်လာတယ်
ပြေးဝင်လာတဲ့လူကအောင်မြတ်သားတို့အရှိရောက်တော့ရက်လိုက်ပြီးနွားသေးချောင်းကိုသွားမလို့လားမသွားနဲ့အဲ့ဒီမှာတရေကြီးကြီးရှိတယ်လူတွေကိုလည်းစားတယ်နွားတွေကိုလည်းစားတယ်လေချောင်းသွေးကိုဖောက်တော့ပြီးတော့အယိုးတွေကအစီကိုစုပ်တဲ့တရေရှိနေတယ်သူ့မျက်နှာမှာမျက်လုံးလည်းမပါဘူးနှာခေါင်းလည်းမပါဘူးပါးစပ်တစ်ခုပဲပါတာသူကခမားတို့တတ်စားလိုက်မယ်မသွားကြနဲ့ထိုကဲ့သို့ကြောက်အားလန့်အားပြောနေတာကိုမြင်တော့ရွာကန်လူတွေကဟေးအယူတာဘူးဧည့်သည်တွေကိုပောက်ကြရတယ်ရှောက်ပြောနေမင်းခါတိုင်းခုလိုတွေမပြောပါဘူးဒီနေ့မှဘာတွေလာပြောနေရလဲထိုအခါတာပုဆိုတဲ့အယူကမျက်မှောင်ကျုံလိုက်ပြီးခမားတို့ကဘာသိလို့လဲဒီလူတွေမလာအောင်ရေတရေကြီးကကျုပ်ကိုခြောက်ခိုင်းထားတာပြဲပြဲအယူတာပုကအော်ပြီးတော့ရွာထဲပြေးဝင်သွားတယ်အောင်မြတ်သားတို့လည်းရွာကန်တွေကိုကြည့်ပြီးဒီအယူကထူးခြားနေတယ်လို့ပဲသူအရင်ကဒီလိုမျိုးတွေရှောက်ပြောတယ်လားဘယ်ကလာပြောရမှာလဲဗျာကျုပ်တို့မေးတော့မဖြစ်ဘူးအခုမှပောက်ကြရတယ်ရှောက်ပြောနေတာရွာကန်လူတွေရဲ့စကားကိုကြားတော့အောင်မြတ်သားကရီးလိုက်ပြီးနွားသေးချောင်းအကောင်တော့ကျုပ်တို့လာမယ်ဆိုတာသိလို့ကြောက်နေပြီထင်တယ်ထိုကဲ့သို့ခဏနောက်ပြောလိုက်ပြီးတော့နွားသေးချောင်းဘက်သို့ဆက်ထွက်လာခဲ့တယ်ရွာနောက်ဘက်လဲခွင်းနှစ်ခုလောက်ကိုဖျက်ပြီးတဲ့နောက်မှာတော့နွားသေးချောင်းဆက်ကိုရောက်လာခဲ့တယ်ချောင်းဆက်ကိုရောက်တော့အောင်မြတ်သားကတက်ခိုင်ရေဒီချောင်းရည်ကညိုပုတ်ပုတ်ရောင်ဖြစ်နေတာတော့ထူးဆန်းနေဟေ့နောက်ပြီးတော့ချောင်းရည်တွေကနေအညှိနှက်နေလေရတယ်တပွဲတလန်းတော့တွေ့ရအောင်မယ်ထင်တယ်ဆရာဒီလိုနေရာတွေမှာတောက်ရကကျွမ်းတယ်လေသူ့ကိုရေငုပ်ခိုင်းပြီးတော့ရေသေးကိုလိုက်ရှာခိုင်းရင်မကောင်းလားဒုဋ္ဌပရိမြင့်မာတော့တောက်ရမြစ်ထဲဆင်းခဲ့သေးတာပဲတက်ခိုင်ကရီကျဲကျဲနဲ့ပြောလိုက်တော့တောက်ရကကိုဆရာတော့ခြုံနဲ့မပြန်ပြီအဲ့ဒီလိုပြောပြီးသူတို့၃ယောက်ဟာချောင်းရိုးတစ်လျှောက်ကိုလိုက်ကြည့်ကြတယ်အောင်မြတ်သားတို့လည်းနွားသေးချောင်းကနေဖုန်ကြီးချောင်းရှိရာပြန်လာပြီးတော့ထူးခြားမှုတစ်ခုခုရှိပါကမိမိတို့ကိုလာပြောဖို့ရွာကန်လူတွေကိုမှားခဲ့လိုက်တယ်ညဘက်ဖျားရှိခိုတရားထိုင်ပြီးတဲ့အချိန်မှာတော့မိတ်ဆွေတို့ကျုပ်ကရွာကန်လူပါနွားသေးချောင်းဘက်ကနေထူးဆန်းတဲ့အတန်တွေကြားရလို့လှမ်းပြောတဲ့အတန်ကြတော့အောင်မြတ်သားကပရင်းပေါက်ကနေလှမ်းကြည့်ပြီးမိတ်ဆွေကိုနေ့လည်ကမတွေ့မိပါဘူးချောင်းအောက်ကလူကကျုံမအားလို့မလိုက်လာတာအခုနွားသေးချောင်းကနေထူးဆန်းတဲ့အတန်တွေကြားလို့လာခေါ်တာကျုပ်တို့အခုတော့မလိုက်နိုင်တော့ဘူးဗျာမိုးရန်ချုပ်နေပြီစိတ်မပူနဲ့ရွာပြင်ကနေရွာတဲ့ကိုဘယ်မကောင်းဆိုးအောင်မှမဝင်နိုင်အောင်လှုပ်ထားပြီထိုအခါချောင်းအောက်ကလူကဒါဆိုရင်လည်းပြီးရောဗျာအဲ့ဒါလိုပြောပြီးစောင့်အောင်ပြန်ထွက်သွားတယ်လာခေါ်တဲ့လူပြန်သွားတော့တက်ခိုင်ကဆရာပဲသူတို့လာခေါ်ထားခိုင်းပြီးတော့ဘာလို့မလိုက်သွားတာလဲထိုကအောင်မြတ်သားကလာခေါ်တာရွာကန်လူမမဟုတ်တာဒါကြောင့်မလို့မလိုက်သွားတာဗျာဒါဆိုခုနကလာခေါ်တာပါဟုတ်တယ်ရွာထဲမှာရှိနေတဲ့နာနာဘွားတွေလာခေါ်တာဒီရွာဘာသာရေးတရားအားနဲ့တော့ရွာထဲမှာမကောင်းဆိုးရတယ်တော်တော်များနေတယ်ဖြက်လို့ပြက်စီလောက်တာပေါ့ကွာတက်ခိုင်လဲအောင်မြတ်သားရှင်းပြတာကိုနားထောင်ပြီးတော့မိမိအလုပ်ဖြစ်တဲ့အင်းကွက်ဆွဲခြင်းကိုလုပ်နေလိုက်တယ်အချိန်ဘလောက်ကြာသွားတယ်မသိကျောင်းအောက်ကနေမိတ်ဆွေတို့ရွာထဲမှာအရေးတစ်ခုပေါ်နေလို့ပြုတ်လမ်းခေါ်တဲ့အတန်ကိုကြားတော့မှသတိပြန်လဲလာတယ်တက်ခိုင်လဲလှုပ်လှလှအလုပ်ကိုချပြီးတော့ကျောင်းအောက်ကိုကြည့်လိုက်တော့နေ့လေကချောင်းဆက်ကိုလိုက်ပို့ပေးတဲ့လူနဲ့ရွာသား900လောက်ကိုတွေးလိုက်ရတယ်တက်ခိုင်လဲကျောင်းပေါ်ကနေဘာတွေဖြစ်လို့အရေးကြီးဖြစ်နေတာလဲရွာထဲမှာအယူတာဘူးတောင်းကြနေလို့ကြက်တွေဘဲတွေကိုအစိမ့်လိုက်စားနေလို့လာကြည့်ပေးပါဦးအောင်မြတ်သားလဲရွာသားတွေရဲ့စကားကိုကြားတော့ကျုပ်တို့လိုက်ခဲ့မယ်ခဏဆောင်တက်ခိုင်လွယ်အိပ်ပါယူလာခဲ့ဟိုကောင်တောင်းကြနေပြီထင်တယ်အဲဒါလိုပြောပြီးတော့ကျောင်းမောင်ကနေဆင်းလာခဲ့လိုက်တယ်ရွာထဲကိုရောက်တော့အိမ်တိန်ရဲ့အရှိမြေကွက်လက်မှာငုတ်ထုတ်ထိုင်နေတဲ့အယူတာဘူးကိုတွေးလိုက်ရတယ်အယူတာဘူးရဲ့ပါဇက်ထဲမှာလဲကြက်မွေးတွေနဲ့ကြက်သွေးတွေကပေးကြံလို့အယူတာဘူးကအောင်မြတ်သားတို့ကိုမြင်တော့ပါဇက်ထဲမှာငုံထားတဲ့ကြက်သားစိမ့်ကိုထွေးထုတ်ပြီးငါလူသားစားခြင်းတယ်ငါ့ကိုကြွေးမကြွေးရင်တရွာလုံးကိုတတ်စားပြင်မယ်ငါလူသားမစားရတာကြာနေပြီဒီကြက်တွေဘဲတွေအသာအရသာမရှိဘူးလူသားပဲစားခြင်းတယ်အဲဒါလိုထားတော့အောင်မြတ်သားကတဲဒီရိုင်းဆိုင်ကောင်ငါလှုပ်လိုက်ရသေတော့မယ်မင်းဘယ်သူလဲလူသားဟောပါတောင်းစားရလောက်မင်းကိုဘယ်သူကမြှောက်ပေးခဲ့တာလဲဝင်ပူးနေတဲ့သူကမင်းတို့ကြွေးမှလားမကြွေးဘူးလားခုနကလူတွေပြောတော့လူသားသွားရှာနေလို့ကြက်သားစားတာဆို
အခုဗမာလဲလူသားငါဘိုက်စာနေပြီအဲ့ဒီလိုအော်ရင်းနဲ့ကုန်းထလာတဲ့ချိန်အောင်မြတ်သားကလက်ပြန်ရိုက်ချလိုက်တယ်လေထဲကိုရိုက်လိုက်ပေမဲ့ဝင်ပူးနေတဲ့သူကနောက်ကို3 မီလောက်တွင်းထွက်သွားတယ်အောင်မြတ်သားလည်းဝင်ပူးနေတဲ့သူရဲ့ပတ်လည်မှာစီးဝိုင်းလိုက်ပြီးတင်းမသူလဲတင်ပါလို့လူသားစားကျင်ရတာလေအဲ့ဒီကိစ္စကိုမပြောမချင်းဒီစီးဝိုင်းထဲကနေငရဲမီးလျှံနေထွက်ပြီးတော့ပူလောင်တဲ့ဝေဒနာခံစားရပါစေအောင်မြတ်သားအမိန်ပြန်လိုက်တာနဲ့စီးဝိုင်းထဲမှာဝင်ပူးနေတဲ့လူကလူးလိမ့်ပြီးအော်ဟစ်ပါလေရောအာပူတယ်အာတေတော့မယ်မီးတော့တွေငါတကုံလုံးမီးတွေလောင်နေပြီထို့သောအော်ဟစ်ပြီးထွက်ပြေးပေမဲ့အောင်မြတ်သားတားထားတဲ့စီးရဲကနေအပြင်ကိုထွက်လို့မရဘူးဖြစ်နေတယ်စီးဝိုင်းထဲမှာလူးလိမ့်နေတာမြင်တော့အောင်မြတ်သားကတင်နာကျင်တာကိုတတ်တာသိချင်းတင်ဘသူလဲဆိုတော့အမှန်တိုင်းပြောဒါဆိုတင်ခံလာရတာနေပြအောင်လုပ်ပေးမယ်အဲ့ဒါလိုပြောလိုက်တော့ဝင်ပူးနေတဲ့သူဟာပြောမယ်ပြောမယ်ငါနာမည်မဲကြီးအမလေးပူတယ်မီးတော့တွေနှိမ့်ပေးပါတော့ပူလာပြီလူသားလည်းမစားကြတော့မေးတာကိုအမှန်တိုင်းဖြေပါတော့မယ်မီးတွေနှိမ့်ပေးပါတော့အဲ့ဒါလိုပြောလိုက်မှပဲအောင်မြတ်သားကမီးတော့တွေကိုလက်နဲ့ပုတ်ထုတ်လိုက်တယ်မီးတော့တွေငိမ့်သွားတော့အောင်မြတ်သားကကဲတင်အမှန်တိုင်းပြောလိန်ပြောတာနဲ့မီးတော့တွေပြန်ထွက်လာလိမ့်မယ်တင်အသာမနာသေးရင်ကြုံမေးတာကိုအမှန်တိုင်းဖြေအဲ့ဒါလိုပြောလိုက်တော့ဝင်ပူးနေတဲ့လူကမေးရရှိတာကိုမေးပါကျုပ်ကိုမေးပြီးတော့လွတ်ပေးတင်ကဗမာနေတာလေကျုပ်ကနွားသေးချောင်းပြရေတပန်းပင်ပေါ်မှာနေတာနွားသေးချောင်းထဲမှာရှိတယ်မကောင်းဆိုးဝါကိုတင်သိလားသိရင်အမှန်တိုင်းပြောလိန်လို့ကတော့ပြာဖြစ်တဲ့အထိမီးတိုက်ပြစ်မယ်အောင်မြတ်သားကကျုံသွားလိုက်တော့ဝင်ပူးနေတဲ့သူကနွားသေးချောင်းထဲမှာနေတာကတရေကြီးသားတကောင်ပဲနာမည်ကတာတီးလို့ခေါ်တယ်သူကနွားသေးချောင်းမှာမင်းမှုနေတာကျုပ်တို့ရှာလို့ရတဲ့အသားတွေသူ့ကိုအရင်ပေးရတယ်မပေးရင်သူရိုက်တာခံရတယ်ဒါဆိုရင်မင်းအခုလူသားစားမယ်ဆိုပြီးဝင်ပူးတာသူခိုင်းတာလားအောင်မြတ်သားမေးလိုက်တော့ဝင်ပူးနေတဲ့လူကကျုပ်တော်ဝင်ကချောင်းထဲရေစင်းကူးတဲ့သူတွေကိုရေနစ်သေးအောင်ချောင်းလိုက်ရတာရေနစ်သေးတဲ့သူတွေရဲ့အလောင်းကိုသူကစားတာကျုပ်ကိုလည်းအတင်းစားခိုင်းတယ်မကြာခဏရေနစ်သေးတော့လူတွေလည်းရေလာမကူးကြတော့ဘူးလူတွေမလာတော့ချောင်းဝင်းမှာလာတောင်းတဲ့ကျွဲနွားတွေကိုတတ်စားတယ်အခုဝင်ပူးနေတဲ့ကောင်လေးကိုယူနေအောင်သူပဲလှုပ်ထားတာကျုပ်လှုပ်တာမဟုတ်ဘူးကျုပ်ကသူခိုင်းလို့လှုပ်ရတာအောင်မြတ်သားလည်းအချောင်းဆုံးသိရပြီမို့မင်းအခုဝင်ပူးနေတဲ့ကိုကနေချက်ချင်းထွက်နောက်ထပ်ဝင်ပူးလို့ကတော့ကျုပ်အဆုံးမစုံနဲ့တင်းရဲ့ဆရာကိုလည်းပြောလိုက်နွားသေးချောင်းကနေထွက်ရင်ထွက်မထွက်ရင်ကျုပ်ကိုယ်တိုင်လာမောင်းထုတ်မယ်လို့အောင်မြတ်သားရဲ့စကားဆုံးမှာတော့ဝင်ပူးခံထိနေတဲ့တာဘူးတယောက်အယုတ်ကျိုးပြက်လဲကျသွားတယ်ပြန်သတိရလာတော့ဟဲ့လူတွေတရေရှိတယ်ဗျကျုပ်ကုန်းပေါ်ခွာစည်းလာတာရှာကြီးကကျုပ်လေဘဲလောက်ထိကျနေတာကျုပ်ကြောက်တယ်အဲ့ဒါလို့အော်ပြီးသွေးယူသွေးတန်းအော်ဟစ်နေတာမြင်တော့အောင်မြတ်သားကရွာသားတွေစီကနေရေတစ်ခွက်တောင်းပြီးမန်းလိုက်တယ်မန်းပြီးလို့ရတဲ့ရေကိုတာပုကိုတိုက်လိုက်တော့ခုနကအော်ဟစ်နေတာတွေငြိမ်သွားတယ်အောင်မြတ်သားတို့လည်းရွာကန်လူကြီးတွေကိုမနက်8 နာရီတိနွားသေးချောင်းကိုသွားမယ်ဆိုတာပြောပြီးဖုန်ကြီးချောင်းကိုပြန်လာခဲ့လိုက်တယ်မနက်8 နာရီထို့တော့အောင်မြတ်သားတို့ရွာထဲကိုဝင်လာခဲ့လိုက်တယ်ရွာထဲရောက်တော့လူတွေအတော်ဆုံးနေပြီရွာကန်လူတွေကအောင်မြတ်သားတို့ကိုမြင်တော့ဆရာလေးတို့ပြန်သွားတော့လေနွားသေးချောင်းကနေရေအော်တန်တွေကြားရတယ်အဲ့လိုရေအော်တန်တွေကြားရတာထူးခြားမှုတစ်ခုခုဖြစ်တော့မယ်ဆိုတဲ့သဘောပဲရွာကန်လူတွေရဲ့စကားကိုကြားတော့အောင်မြတ်သားကစိတ်မပူပါနဲ့ကျုပ်တို့ကူညီပါမယ်အခုနွားသေးချောင်းကိုသွားမဲ့လူတွေထဲမှာမိန်းကလေးတွေမပါသေးခြင်းဘူးမကြောက်တတ်တဲ့ယောက်ျားလေး9 ယောက်လောက်ပဲခေါ်လာသေးခြင်းနေအောင်မြတ်သားစကားကိုကြားတော့ရွာကန်လူကြီးတွေကအသင့်ပဲဆရာလေးဒီမှာစုထားပြီးပြီသူတို့ကအကြောက်လန့်တိတ်မရှိဘူးဆရာလေးတို့အတွက်အသုံးဝင်မယ်ထင်ပါတယ်အောင်မြတ်သားတို့လည်းရွာလူကြီးတွေစုပေးထားတဲ့ကာလာသား9 ယောက်ကိုခေါ်ပြီးနွားသေးချောင်းရှိရာကိုထွက်လာခဲ့လိုက်တယ်နွားသေးချောင်းဆက်လဲရောက်ရောအောင်မြတ်သားကပါလာတဲ့ကာလာသားတွေကိုကြည့်ပြီးတင်းတို့ကြောက်ရင်အခုတည်းကလှည့်ပြန်သွားလို့ရတယ်တင်းတို့မမြင်ဘူးတဲ့အရာတွေမြင်ရမှာမဟုတ်လို့စိတ်မခိုင်တဲ့သူတွေပြန်လို့ရတယ်အောင်မြတ်သားပြောလိုက်တော့အသားညွန့်ဘလောက်တောင်းကာလာသားကကျုပ်တို့မကြောက်ပါဘူးဗျာတရေတစီတွေကိုလည်းမြင်မှုတယ်တင်းချိုင်းကုန်းထဲမှာလည်းအရက်တောက်ဘူးတယ်ကျုပ်တို့ကအဲ့လိုအကြောက်လန့်မရှိဘူးကောင်းပြီလေတင်းတို့အစင်းသင်းဖြင့်ဒီပြာကိုယူပြီးမျက်လုံးမှာကွင်းလိုက်အဲ့ဒီလိုပြောပြီးတော့
စီစိန်စက်ကူနဲ့ထုတ်ထားတဲ့ပြာချုပ်ကိုပေးလိုက်တယ်ကာလာသားတွေကလည်းအောင်မြတ်သာပေးတဲ့ပြာကိုမျက်လုံးမှာကွင်းပြီးချောင်းရိုးတစ်လျှောက်ကိုကြည့်လိုက်ရဟာဆရာချောင်းထဲမှာမျက်လုံးနေတဲ့အကောင်တွေအများကြီးပဲမျက်လုံးတွေပဲပေါ်နေတာကာလာသားတယောက်ရဲ့ပြောသံကိုကြားတော့အောင်မြတ်သာကချောင်းထဲမှာမကောင်းဆိုးဝါးတွေအများများနေတယ်ဒီနားပတ်ဝန်းကျင်ကမကောင်းဆိုးဝါးတွေအားလုံးဒီချောင်းထဲမှာပဲလာစုနေကြတာအောင်မြတ်သာရဲ့စကားဆုံးမှာတက်ခိုင်ကဆရာစကြတော့မလားအကုန်လုံးကိုမောင်းထုတ်ပြီးတော့ဒီနေရာကိုတန့်အောင်အရင်လုပ်ရမယ်အောင်မြတ်သာကချောင်းသက်ထိသွားပြီးချောင်းရိုးတစ်လျှောက်ကိုလက်ညှိုးထိပ်နဲ့စီးချလိုက်တယ်စီးချပြီးတာနဲ့လွယ်အိတ်ထဲကနေစီစိန်စက်ကူနဲ့ထုတ်ထားတဲ့ပြာချုပ်ကိုယူပြီးချောင်းထဲကိုပစ်ထည့်လိုက်တယ်ပြားတွေပစ်ထည့်လိုက်ပြီးတိတ်မကြခင်မှာပဲချောင်းကနေဘူးစီပေါင်းတွေထလာတာကိုမြင်လိုက်ရတယ်ဆရာချောင်းရည်တွေကပွက်လာတယ်တဖြည်းဖြည်းချောင်းတွေကနေအကွေ့တွေထွက်လာတယ်ကာလာသားတို့ရဲ့အော်တန်ကြောင့်တက်ခိုင်လှမ်းကြည့်လိုက်တာအဟုတ်ကိုချောင်းထဲကရည်တွေစူပွက်လာတာကိုမြင်လိုက်ရတယ်ထိုကအောင်မြတ်သားကတက်ခိုင်လွယ်အိတ်ထဲကအချီကျိုးတွေထုတ်ပေးတက်ခိုင်လည်းလွယ်အိတ်ထဲကအချီကျိုးတွေကိုယူပြီးဆရာကိုပေးလိုက်တော့ဆရာကအချီကျိုးတွေကိုမန်းလိုက်ပြီးကာလာသား9ယောက်ကိုပေးလိုက်တယ်အချီကျိုးတွေကိုပေးပြီးတော့အောင်မြတ်သားကမင်းတို့ခုနကမြင်ရတဲ့မျက်လုံးနေတွေရှိသေးလားရှိသေးတယ်ဆရာသူတို့တွေရေထဲမှာလူလွတ်နေတယ်သူတို့တွေမရှိတဲ့နေရာကိုတွေ့လားတွေ့တယ်ဆရာချောင်းအောက်ဖက်ဓဏီတော်ဘက်မှာဘာမှမရှိဘူးဟုတ်ပြီအဲ့ဒါဆိုရင်မင်းတို့၄ယောက်ကအချီကျိုးကိုယူပြီးချောင်းအောက်ဖက်ဓဏီတော်တွေရှိတဲ့နေရာကိုသွား2ယောက်ကချောင်းဟိုဘက်ကန်းကိုအချီကျိုးကင်ပြီးကူးသွားရမယ်ကျန်2ယောက်ကဒီဘက်ကနေအချီကျိုးအစကိုကင်ထားဟိုဘက်ကန်းရောက်ပြီဆိုတာနဲ့4ယောက်လုံးချောင်းပေါ်ကိုတက်ခဲ့ဘာမှကြောက်စရာမလိုဘူးမင်းတို့နာဘယ်သူမှကတ်လို့မရဘူးအောင်မြတ်သားရဲ့စကားဆုံးမှာတော့ကာလာသား၄ယောက်ကချောင်းအောက်ဘက်ကိုဆင်းသွားတယ်အောင်မြတ်သားလည်းကြံနေတဲ့ကာလာသားတယောက်ကိုကြည့်ပြီးမင်းကတောက်ရနဲ့လိုက်သွားအချီကျိုးတယောက်တစ်ဖက်ကင်ပြီးချောင်းပေါ်ဘက်ကနေအောက်ကိုဆင်းလာခဲ့အောင်မြတ်သားရဲ့စကားဆုံးမှာတောက်ရနဲ့ကာလာသားတယောက်ကအချီကျိုးကိုယူပြီးတော့ချောင်းရုပ်ပေါ်ဘက်ကိုတက်သွားတယ်တောက်ရနဲ့ကာလာသားတွေသွားပြီးတိတ်မကြခင်မှာပဲချောင်းရည်တွေကအမွှေးတွေထွက်လာပြီးအဖြည်းဖြည်းနဲ့စူပွက်လာခဲ့တယ်ချောင်းထဲမှာရှိနေတဲ့မကောင်းဆိုးဝါးတွေကပူတဲ့ဒဏ်ကိုမခံနိုင်ပဲချောင်းပေါ်ပြေးတက်ဖို့ကြိုးစားပေမဲ့အောင်မြတ်သာပိတ်ထားတဲ့စီးနဲ့ထိမိပြီးချောင်းထဲကိုပြန်လည်ကျနေတာမြင်လိုက်ရတယ်အဲ့ဒီချိန်ချောင်းရိုးဘေးမှာပေါက်နေတဲ့သရက်ပင်ပေါ်ကနေတစုံတစ်ယောက်ဆင်းလာတဲ့တန်ကိုကြည့်လိုက်တော့လူတစ်ပိုင်းငါးတစ်ပိုင်းနာနာဘောတစ်ကောင်ကိုတွေ့လိုက်ရတယ်ချွန်ထက်စူးမြနေတဲ့သွားဆွဲတွေပေါက်နေတဲ့ပါဇက်ထဲကနေရှာနှခွကိုထုတ်ပြီးတော့အောင်မြတ်သာတို့ကို6လန့်နေတဲ့အတိုင်းလှုပ်ပြတယ်ဘလို့6လန့်အောင်မြတ်သာမကြောက်မှန်းသိတော့တစ်ပင်ပေါ်လှစ်ခနဲပြန်တက်သွားတယ်အောင်မြတ်သာလည်းချောင်းမေးကမြေကွက်လက်ပေါ်မှာအင်းကွက်16ကွက်ဆွဲလိုက်ပြီးအင်းကွက်လဲမှာဝင်ရက်လိုက်တယ်ဆိုရင်ပဲအင်းကွက်တွေထဲကနေအယောင်တစ်ဖက်ဖက်တောက်နေတဲ့ရှော်ကျိုးတွေထွက်လာပြီးတရက်ပင်ပေါ်ကိုရစ်ပတ်တက်သွားပါလေရောအဲ့ဒီချိန်ချောင်းအောက်ပိုင်းကနေအပေါ်ကိုကူးလာတဲ့ရေသံတွေကြားလိုက်ရတယ်ငါးအကောင်ပေါင်းများစွာကူးခတ်လာတဲ့အတန်ကိုကြားရလို့ကြည့်လိုက်တော့မျက်လုံးနေနဲ့အကောင်တွေကချောင်းပေါ်ကိုအလူရက်ကူးလာနေတာဖြစ်တယ်ချောင်းအောက်ဘက်ကနေအချီကျိုးကိုဟိုဘက်ဒီဘက်ကင်ပြီးတက်လာတဲ့ကာလာသားတွေရဲ့အတန်ကိုကြားတော့မှဒီကောင်တွေချီမန်းကျိုးတံမခံနိုင်လို့အလူရက်ပြစ်တက်လာမှတိလိုက်ရတယ်အောက်ကနေတက်လာတဲ့အကောင်တွေပြင်တောက်ရတို့အပေါ်ဘက်ကနေလည်းအုပ်စုလိုက်ပြေးဆင်းလာတာပါမြင်လိုက်ရတော့တက်ခိုင်အားတက်သွားပြီးတပ်ပြင်းချလိုက်မိတယ်ချောင်းရိုးအပေါ်နဲ့အောက်ကနေတက်လာတဲ့မကောင်းဆိုးဝါးတွေကချောင်းလယ်မှာစူဝင်းနေတဲ့ချိန်တရက်ပင်မော်ကနေဝုန်းဆိုတဲ့အတန်နဲ့တူရေတရဲကောင်ပြုတ်ကျလာတယ်တကူလုံးရော်ကျိုးတွေနဲ့ရစ်ပတ်ခံထားရပြီးလှုပ်မရဖြစ်နေတဲ့ရေတရဲကောင်ကိုမြင်တော့ချောင်းထဲကနာနာဘွားတွေဝရုံသုံးငါဖြစ်ကုန်တယ်ချောင်းထဲမှာမကောင်းဆိုးဝါးတွေလွတ်လွတ်နေတာများကွန်ထဲမှာမိနေတဲ့ငါးတွေလိုပဲအောင်မြတ်သာလည်းမြေကိုဖနှောက်နဲ့တစ်ချက်ပေါက်လိုက်တာရေတရဲကောင်ကမြေကြီးပေါ်ကနေရေထဲကိုတရွတ်တိုက်ပါသွားတယ်ရေသေးကောင်ချောင်းထဲရောက်တာနဲ့တပြိုင်နက်ရေတွေကစူပွက်လာပြီးတော့ဟိုးငွေတွေထွက်လာတယ်ချောင်းထဲမှာအော်ဟစ်နေကြတဲ့အတန်တွေကလည်းကြောက်ခမန်းလိလိပဲအဲ့ဒီအချိန်ချောင်းရိုးပေါ်ဘက်ကနေလှေစင်းမောင်းများစွာဆင်းလာတာကိုတွေးလိုက်ရတယ်အလင်းရောင်တွေတောက်ပနေတဲ့လှေပေါ်မှာတော့ရွှေရောင်စောင်းကြီးကိုပိုက်ပြီးသပင်ဖားလာချကရက်နေတဲ့ပုဂ္ဂိုလ်တစ်ပါးကိုမြင်လိုက်ရတယ်ထိုပုဂ္ဂိုလ်ကလှေပေါ်ကနေစောင်းတန်တစ်ချက်တီးလိုက်တဲ့ချိန်ချောင်းထဲမှာဘဲကနေပေါ်လာမှန်းမသိတဲ့မိချောင်းတွေရောက်လာခဲ့တယ်မိချောင်းတွေရောက်လာတဲ့အချိန်မှာတော့အောင်မြတ်သာကပိတ်ထားတဲ့ချီမန်းကျိုးကိုဖွင့်ခိုင်းလိုက်တယ်မိချောင်းတွေလည်းချောင်းထဲမှာပိတ်မိနေတဲ့နာနာဘွားတွေကိုလိုက်ကိုက်ပြီးမောင်းထုတ်ကြတာချောင်းရိုးတစ်လျှောက်အော်ဟစ်ကူးခတ်နေတဲ့အတန်တွေစူညံသွားတယ်
အော်ဟေကူးခတ်တန်တွေပျောက်သွားတော့လှေပေါ်ကပုပ်ကိုကရေထဲဆင်းလာပြီးရေပေါ်မှာမတ်တက်ရက်ပြီးအောင်မြတ်တာကိုကြည့်ကသင်ဟာလူငယ်ပေမဲ့ပညာအစွမ်းကတဲမြင့်တကူကျုပ်လိုပုပ်ကိုမနေနိုင်အောင်ခေါ်လိုက်ထဲဟာတင်အစွမ်းကိုတီးလိုက်ရတယ်သင်စိတ်မပူပါနဲ့မကောင်းဆိုးဝါးတွေဒီချောင်းရုံးတစ်လျှောက်ကဆင်းသွားတာနဲ့ကျုပ်ပိုင်တဲ့ရေငန်ပိုင်းကိုရောက်သွားလိမ့်မယ်ရေငန်ပိုင်းထဲမှာသူတို့ကိုထိန်းချောင်းနိုင်မဲ့လက်အောက်ငယ်သားတွေအများကြီးရှိပါတယ်အဲဒါလိုပြောလိုက်တော့အောင်မြတ်တာကရေငန်တရုပ်ကိုပိုင်ဆိုးတဲ့ရေငန်ပိုင်းဘိုးဘိုးကပြောမှတော့ကျုပ်လည်းစိတ်အေးရပါပြီဒီချောင်းကိုလည်းရခင်လိုစီကားတာရအောင်စောင့်ရှောက်ပေးပါရေငန်ပိုင်းဘိုးဘိုးကဒီချောင်းရုံးကိုကျုပ်တပည့်တယောက်ကိုစောင့်ရှောက်ခိုင်းတာပါတယ်အဲဒါလိုပြောပြီးလက်ညှိုးထိုးလိုက်တော့ရေလေကနေမတ်တက်ရက်လက်ပေါ်လာတဲ့ပုဂ္ဂိုလ်တဦးကိုတွေ့လိုက်ရတယ်ရေထဲကထွက်လာတဲ့ပုဂ္ဂိုလ်ကကျုပ်နာမည်တပွဲသားဖိုးမောင်လို့ခေါ်ပါတယ်အဖိုးရဲ့တာဝန်ပေးချက်ရဒီချောင်းကိုစောင့်ရှောက်ပါမယ်ကျုပ်ကိုပူဇော်ပသခြင်းတော့ဝါဝင်ဝါထွက်တိုင်းချောင်းရိုးပေးမှာမုံအချိုကောင်းချင်းတို့နဲ့ပူဇော်ပသပေးပါရွာသူရွာသားတွေအကျိုးဖြစ်ထွန်းပါလိမ့်မယ်အဲဒါလိုပြောပြီးရေထဲကိုပြန်ငုံရှိုးသွားတယ်အောင်မြတ်သားလည်းရေငန်မိုင်ဖိုးဖိုးကိုကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ချိန်ချောင်းထဲမှာရက်ထားတဲ့လှေကလေအဟုန်လိုပြေးထွက်သွားခဲ့တယ်အောင်မြတ်သားလည်းကာလာသားတွေကိုတေချာမာပြီးရွာထဲပြန်ဝင်လာတဲ့ချိန်မှာတော့ယူးနေတဲ့တာပုကလူကောင်းပကတိပြန်ဖြစ်နေတာကိုတွေ့လိုက်ရတယ်အောင်မြတ်သားတို့လည်းရွာမှာတညဆက်နေပြီးနောက်နေ့အာယုံတက်ချိန်မှာတော့ရွာထဲကနေထွက်လာခဲ့ကြတယ်အောင်မြတ်သားတို့ရွာကနေထွက်သွားပြီးတဲ့နောက်ပိုင်းစီးပွားရေးတွေပြန်အဆင်ပြေလာပြီးနွားသေးချောင်းကနေနတ်ဆန်းချောင်းအဖြစ်ပြန်လဲခေါ်ဝေါ်ခဲ့ကြတယ်အခုဆိုရင်ရွာဦးဘုန်းကြီးကျောင်းကိုအသစ်ပြန်လဲစောက်လုပ်ပြီးခဲ့ပြီးကျောင်းနိုင်ဆရာတော်နဲ့စာသင်သားတန်ဃာတော်တွေပါရောက်လို့လာခဲ့ပြီဖြစ်တယ်အောင်မြတ်သားတို့ခရီးဆက်ထွက်လာခဲ့ကြတာနယ်မျိုးလေးတစ်မျိုးစီရောက်လာခဲ့တယ်မြို့ထဲမှာရှောက်သွားနေတော့နားထဲမှာတစုံတစ်ယောက်ခေါ်တဲ့တန်ကြားလိုက်ရတယ်အတန်ကြားရဘက်သို့လှည့်ကြည့်လိုက်တော့ဈေးရောင်းဈေးဝယ်နေသူများလွဲပြီးဘယ်သူမှမရှိဘူးအဲ့ဒီအချိန်လမ်းဘေးမှာရပ်နေတဲ့မိန်းကလေးတူကိုတွေ့လိုက်ရတယ်ရှေးဟောင်းဝတ်စားဝတ်ထားတဲ့မိန်းမငယ်ကအောင်မြတ်သားကိုမြင်တော့ဘေးကဆိုင်ထဲကိုပြေးဝင်သွားတယ်အောင်မြတ်သားလည်းမိန်းမငယ်လေးဝင်သွားတဲ့ဆိုင်ကိုကြည့်လိုက်တော့ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ဆိုင်တစ်ဆိုင်ဖြစ်နေတယ်ဆိုင်ထဲဝင်ပြီးကြည့်လိုက်တော့ကျွန်းတစ်သားနဲ့ဘောင်းခတ်ထားတဲ့မှန်တစ်ချက်ထဲကနေအောင်မြတ်သားကိုဝမ်းသာအားရနှုတ်ဆက်နေတဲ့မိန်းမငယ်လေးကိုတွေ့လိုက်ရတယ်အောင်မြတ်သားလည်းမှန်ကိုကင်မဲ့အလို့ဟဲ့လူအရန်မကင်နဲ့အဲ့ဒီမှန်တန်ဖိုးကြီးတယ်ထူးလဲထူးဆန်းတယ်ဒီမှန်ကဘလို့ထူးဆန်းတာလဲအဲ့ဒါတော့ကြုံမသိဘူးလူတယောက်လာအပ်သွားတာကြားပြီပစ္စည်းလာယူမဲ့လူမှန်ကအလိုလိုအပ်လာမယ်လို့ပြောသွားတာပဲဟာမှန်ကအချိန်မီအပ်တတ်တာပဲထူးဆန်းလို့လားထူးဆန်းတယ်ဗျကျုပ်လည်းအစမယုံကျုပ်ဒီမှန်ကိုရောင်းဖို့ခဏခဏစဉ်းစားတယ်စဉ်းစားတဲ့နေတိုင်းမှန်နေရလေမိန်းမတယောက်ထွက်လာပြီရောင်းရင်ကျုပ်ကိုတတ်မယ်လို့ပဲပြောတာနောက်ပြီးဒီမှန်ကဘလို့လုပ်လို့မကွဲဘူးကျုပ်ဆိုခဏခဏတိုက်မိတယ်ချမ်းမောင်ပြုတ်ကြတာလဲအချိန်ရင်မနေဘူးခုထိအစင်းရတော့မထင်ဘူးဒါဆိုရင်ထူးဆန်းတာပဲကျုပ်ခဏကင်ကြည့်လို့ရမလားရပါတယ်ကင်ကြည့်လေအောင်မြတ်သားလဲမှန်မျက်နှာပြင်ကိုကင်ကြည့်လိုက်တဲ့ချိန်မှန်မျက်နှာပြင်ပေါ်ကနေအကြောင်းအရာတစ်ခုရုတ်တရက်ပေါ်လာခဲ့တယ်မှန်အပ်လာတာမြင်တော့ဆိုင်ရှင်ကဟာဟဲ့လူမှန်ကရုတ်တရက်အပ်လာတယ်ခမားနဲ့ဒီမှန်ရေသက်ရှိမယ်ထင်တယ်ချုပ်လဲထိန်းသိမ်းရတဲ့ဒုက္ခကလွတ်တော့မယ်ထင်တယ်ခမားတို့ယူရင်ယူသားကြအဲ့ဒါလိုပြောပြီးတော့အောင်မြတ်သားကတခါကြီးဒီမှန်ကိုယူခဲ့ကွာငါတို့တော့လုပ်ငန်းတစ်ခုစရတော့မယ်ထင်တယ်အဲ့ဒါလိုပြောပြီးဆိုင်ထဲကနေထွက်လာခဲ့တယ်အောင်မြတ်သားဆိုင်ထဲကနေထွက်လာတော့မှန်ထဲမှာမိန်းမငယ်တယောက်ရဲ့မျက်နှာရုတ်တရက်ပေါ်လာတာကိုတက်ခိုင်နဲ့တောက်ရတော့မြင်တွေ့လိုက်ရတယ်အောင်မြတ်သားတို့လည်းရှေးဟောင်းပစ္စည်းဆိုင်ရှင်ပေးခဲ့တဲ့မှန်ချက်ကိုယူပြီးဆက်ထွက်လာခဲ့ကြတယ်တက်ခိုင်အရှိကဇရက်မှာနားကြရအောင်ဟုတ်ကဲ့ဆရာတက်ခိုင်နဲ့တောက်ရကဇရက်အတွင်းမှာရှိနေတဲ့ဖုံးတဲ့အမှိုက်တွေကိုလှည့်ကျင်ပြီးဆရာဒီမှာတော့လက်တလောနေလို့ရသွားပြီကျွန်တော်တို့ဒီမှာဘယ်လောက်နေရမှာလဲအချိန်တွေကိုကြည့်ပြီးဆုံးဖြတ်ရမှာပဲခုနကယူခဲ့တဲ့မှန်ကိုအရှိမထောင်ထားလိုက်တက်ခိုင်လည်းယူလာတဲ့မှန်ကိုအောင်မြတ်သာအရှိမထောင်းလိုက်တယ်မှန်သားကတော်တော်လေးထူပြီးမှန်မောင်ကိုလည်းတေချာနှုတ်စိတ်ပုံဖော်ထားတာကိုတွေ့ရတော့တက်ခိုင်ကဆရာဒီမှန်ကတာမန်လူတွေသုံးတာတော့မဖြစ်နိုင်ဘူးတထေးမျိုးနွယ်တွေဒါမှမဟုတ်မရင်အနွယ်တွေသုံးတာပဲဖြစ်ရမယ်ဘသူပဲသုံးခဲ့ဒီမှန်ရဲ့ရာဇဝင်ကိုအရင်သိရမှာဖြစ်မယ်
ရှေးဟောင်းဆိုင်ပန်ရှင်ရဲ့ပြောတဲ့စကားအရဒီမှန်ထဲမှာမိန်းကလေးတယောက်ရှိတယ်လို့သိရတယ်။ဒါကြောင့်တကယ်ရှိမရှိစမ်းကြည့်ရအောင်။တခိုင်လေအောင်မြတ်သာစကားဆုံးတော့မှန်ကုန်မလဲကြအောင်နေရာချပြီးဘေးမှာဝင်ထိုင်လိုက်တယ်။မှန်ကုန်နေရာချပြီးတော့အောင်မြတ်သာကမှန်ချက်အရှိတဲ့မှာတင်မလင်ခွေထိုင်ပြီးမှန်ကိုစူးစိုက်ကြည့်နေတဲ့အချိန်မှန်ထဲကပုံရိပ်ထဲမှာမိန်းကလေးတယောက်ပုံပေါ်လာခဲ့တယ်။မှန်ထဲမှာမြင်ရတဲ့မိန်းကလေးကဆရာအနောက်မှာကြောပေးပြီးထိုင်နေတယ်။တခိုင်လေမှန်ထဲမှာမြင်ရတာကိုအပြင်မှာကြည့်လိုက်တော့အောင်မြတ်သားရဲ့အနောက်မှာဘယ်သူမှမရှိဘူး။အောင်မြတ်သားကမှန်ချက်ထဲကမိန်းကလေးကိုကြည့်ပြီးအမေကျုပ်ဘက်ကိုလှည့်ပြီးပြောလို့ရပါတယ်။ကျုပ်တို့ကူညီနိုင်တယ်ဆိုရင်ကူညီပေးပါမယ်။အောင်မြတ်သားရဲ့စကားဆုံးတော့မှန်ထဲကမိန်းကလေးကတဖြည်းဖြည်းအရှိကိုလှည့်လာခဲ့တယ်။တခိုင်တို့လည်းစိတ်ဝင်စားနဲ့ကြည့်နေကြတာပေါ့။မိန်းကလေးကအရှိဘက်ကိုလှည့်ပြီးညဝါးကိုလက်နဲ့အုပ်ခါရှိုက်ကြီးတင်ငယ်ငိုကြွေးပါလေရော။အမေဘာဖြစ်လို့ငိုရတာလဲကျုပ်တို့ကတင့်ကိုရန်ပြုတ်တဲ့လူတွေမဟုတ်ဘူးတင့်ကိုကူညီပေးရမယ့်သူတွေပါဒါကြောင့်တင့်ကျုပ်တို့ကိုပွင့်ပွင့်လင်းလင်းပြောနိုင်တယ်ဒါမှကျုပ်တို့တင့်ကိုကူညီလို့ရမှာအောင်မြတ်သားရဲ့စကားဆုံးတော့ငိုနေတဲ့မိန်းကလေးကအုပ်ထားတဲ့လက်ကိုဖဲလိုက်တဲ့အချိန်အရန်ကိုချောမောလှပတဲ့မိန်းကလေးတယောက်ဖြစ်နေတာကိုအောင်မြတ်သားတို့ဆရာတပည့်တွေမြင်လိုက်ကြရတယ်မှန်တဲ့ကမိန်းကလေးကမျက်ရည်သားတွေကိုတုပ်ပြီးကျမဝမ်းသာလုံးလို့ငိုတာပါအခုလိုစကားပြောခွင့်ရဖို့အတွက်နှစ်30လောက်စောင့်ခဲ့ရတယ်အခုတော့ကျမလွတ်အောင်လုပ်ပေးမဲ့သူနဲ့တွေ့ရပြီအမိကဘလို့လုပ်ပြီးတော့ဒီမှန်တဲ့ကိုရောက်နေတာလေဒီအကြောင်းတွေကိုပြောရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်30ကအဖြစ်အပျက်တွေကိုပြန်ပြောရမယ်ကောင်းပြီလေကျုပ်တို့နားထောင်ပါမယ်ဆန္ဒကူးရေသမီးဒေါ်လေးယူလာတဲ့ကိုလာကြည့်ပါဦးသမီးနဲ့လိုက်မယ်ထင်တယ်အမျိုးသမီးကြီးတယောက်ရဲ့ခေါ်တံကြောင့်အခန်းထဲမှာစာအုပ်ဖတ်နေတဲ့မိမငယ်လေးတယောက်အပြင်ကိုပြေးထွက်လာခဲ့တယ်ဟဲဒေါ်လေးဒီကောင်ဝင်လေးကလှလိုက်တာဒေါ်လေးဖေကနေဝယ်လာတာလဲဒေါ်လေးဝယ်လာတာမဟုတ်ဘူးကွသမီးဖေဖေပို့ပေးလိုက်တာသူ့သမီးလေးဝစ်ဖို့တဲ့ဖေဖေကဘာလို့ပြန်မလာသေးတာလဲအမြဲတမ်းအလုပ်ကိစ္စတွေနဲ့ပဲအချိန်ကုန်နေတယ်လာမှာပေါ့သမီးရဲ့အခုကအလုပ်များနေလို့နောက်လာဆိုရင်သမီးဖေဖေပြန်လာတော့မှာပါမိမကြီးရဲ့စကားကြောင့်စန္ဒကူးရဲ့မျက်နှာမှာပြုံးမန်းနေပွင့်လာပြီဒါဆိုရင်နောက်လာဖေဖေနဲ့တွေ့ရတော့မှာပေါ့နော်အေးပျော်လိုက်တာအခန်းထဲကိုခုံပေါက်ဝင်သွားတဲ့စန္ဒကူးကိုကြည့်ပြီးအမျိုးသမီးကြီးကတက်ပြင်းချလိုက်မိတယ်နောက်တစ်လားလောက်ကြာတော့သမီးရေစန္ဒကူးအဖေပြန်လာပြီလေဟာဖေဖေတကယ်ပြန်လာတယ်ပေါ့ဒါဆိုရင်ဒီတစ်ခေါက်အိမ်မှာအကြာကြီးနေမှလားသမီးဖြစ်သူရဲ့စကားကြောင့်ဦးထုံးဝေမျက်နှာတစ်ချက်ပြတ်သွားတယ်သမီးရဲ့အဖေကနေတကာလိုက်သွားပြီးတော့ရှေးဟောင်းပစ္စည်းတွေလိုက်ဝယ်နေရတာလေအကြာကြီးတော့နေလို့မရဘူးဖေဖေဒီတစ်ခေါက်ကိစ္စပြီးရင်သမီးနဲ့အမြဲအတူတူနေမယ်နော်သမီးကိုမိတ်ဆက်ပေးရအောင်မယ်ဒါကဦးလာရွှေတဲ့ဖေဖေနဲ့အလုပ်အတူတူလုပ်တဲ့မိတ်ဆွေပေါ့ဦးလာရွှေဒါကျွန်တော်ရဲ့သမီးလေးစန္ဒကူတဲ့သူ့အမေဆုံးပြီးတဲ့ကကျွန်တော်ညီမနဲ့ပဲနေလာတာအကိုကြီးဧည့်သည်ကိုအိမ်ထဲခေါ်အောင်လေညီမဖြစ်သူရဲ့စကားကြောင့်စင်ဝင်အောက်မှာရပ်ပြီးစကားပြောနေတဲ့ဦးထွန်းဝေအိမ်ထဲကိုဝင်လာလိုက်တယ်ညဘက်ထမင်းစားပြီးတော့ဦးထွန်းဝေနဲ့ဦးလာရွှေတို့နှစ်ယောက်သာခြံထဲမှာလမ်းလျှောက်ရင်းကိုရွှေဒီတစ်ခေါက်ကျုပ်တို့လောက်အောင်မှာအရန်အန်နေများမယ်နော်အဲ့ဒီဖះမှာအဆောင်နေအရန်များတယ်ပြောတယ်မင်းကလည်းကွာဒီတစ်ခါအချီးရမှာကွာဒီတစ်ခါပြီးရင်နောက်ဘယ်တော့မှဒီလိုမလုပ်တော့ဘူးကွာငါကတိပေးတယ်ကျုပ်ကတော့လန့်နေတယ်ဗျာဒါပေမဲ့ရမယ့်ဟာတွေကအခုခေတ်ဈေးနဲ့ဆိုရင်သိန်းပေါင်းများစွာရမှာနော်အေးပေါ့ကွာအဲ့ဒါကိုပြောတာအရေးဆုံးလိုက်ဆမ်းပါကွာဒါဆိုလဲလုံးကြတာပေါ့ဗျာအချိန်တွေကရှင်းတယ်မဟုတ်လားအဲ့ဒီအတွက်စိတ်မပူပါနဲ့ငဝေရငါအားလုံးစီစဉ်ပြီးပြီမင်းသဘောတူရင်နောက်ပတ်စမယ်နှစ်ယောက်သားစကားပြောပြီးတော့အိတ်ခမ်းတီးတီးတို့ဝင်ကအိတ်ဆက်လိုက်ကြတယ်ဆန္ဒကူးရေသမီးဖေဖေတို့သွားတော့မယ်ဦးထုံးဝေရဲ့ခေါ်တန်းကြောင့်မနှက်စာစားနေတဲ့ဆန္ဒကူအဲခန်းထဲကိုပြေးထွက်လာတယ်ဖေဖေကလည်းရောက်တာမှ2ရက်တောင်မပြည့်သေးဘူးခကြီးကထပ်ထွက်ရတော့မှလားဟုတ်တယ်သမီးရေအဖေကနားကျင်တာပေါ့ငါသမီးလေးနောင်ရေးရလဲရှိတော့အဖေစူးစမ်းကြင်ပါသေးတယ်ဒီအလုပ်ပြီးရင်အဖေမသွားတော့ဘူးနော်ဂရီပေးတယ်တကယ်နော်ဒီအလုပ်ပြီးလို့ဖေဖေထပ်လို့ရင်ဖေဖေနဲ့စကားမပြောဘူးဟုတ်ပါပြီဗျာဟုတ်ပါပြီဖေဖေတို့သွားတော့မယ်နှင်းဝေသမီးလေးကိုဂရုစိုက်အောင်နော်စိတ်ဖြောင်းဖြောင်းသာသွားပါအကိုကြီးရဲ့နောက်ဆန်တင်းမနေနဲ့
အေးပါငါတို့သွားပြီလက်ပြနှုတ်ဆက်ပြီးထွက်ခွာသွားတဲ့ဖခင်ဖြစ်သူရဲ့နောက်ကျောကိုစန္ဒကူးထိုင်တည်နေခဲ့တယ်။ဒလလောက်ကြာမှတော့မိုးချုပ်တကောင်ချိန်ဦးထုံးဝေပြန်ရောက်လာတယ်။နှင်းဝေတကားဖွင့်အောင်ဟဲအကိုကြီးဘလို့ဖြစ်လို့ညာကြီးအချိန်မတော်ပြန်လာရတာလဲ။ငါနောက်မှပြောပြမယ်။သမီးလေးရောအိတ်နေပြီလေ။ဘာဖြစ်တာလဲအကိုကြီးရဲ့အကိုကြီးပုံကြည့်ရတာလဲမတက်တာလိုက်တာ။ငါပြောတာကိုတေးချာနားထောင်။ငါနောက်ကိုရဲမက်တွေလိုက်နေတယ်။ဒီအထုပ်ကိုနင်းသိမ်းထား။ငါတပတ်တွင်းပြန်မရောက်လာခင်ဒီအထုပ်ကိုရောင်းလိုက်ကြားလား။အကိုကြီးစိတ်ထင်းအောင်လေဘယ်ကရဲမက်တွေလဲ။ဒီခေတ်ကြီးထဲမှာရဲမက်တွေမှမရှိတော့တာ။ဧကန်နာပလိတ်တွေလိုက်နေတာလား။နင်းကစကားအရန်အရစ်ရှိတာပဲ။ပလိတ်တွေလိုက်တာမဟုတ်ဘူး။ဓားတွေလှန်တွေကင်ထားတဲ့ရဲမက်တွေလိုက်နေတာ။ငါအချိန်မရတော့ကိုလှရွှေတောင်သူတို့တက်လို့သေးပြီ။ငါသွားတော့မယ်။ငါမှားတာမမေ့နဲ့။လက်ထဲကိုအထုပ်ထိုးထည့်ပြီးအိမ်ထဲကနေထွက်ပြေးသွားတဲ့အကိုပြစ်သူကိုမြင်တော့ဒေါ်နှင်းဝေဘာလို့လို့လောက်ကင်ရမှန်းမသိဖြစ်သွားတယ်။ဒေါ်လေးဘာဖြစ်တာလဲ။ခုနကဖေဖေအတန်ကြားလိုက်ရလို့ဘာမှမဖြစ်ပါဘူးသမီးရဲ့။သမီးဖေဖေကသမီးအတွက်ဒီအထုပ်လေးလာပေးသွားတာ။သူ့အလုံးမပြီးသေးလို့ပြန်ထွက်သွားတယ်။နောက်2ရက်လောက်ဆိုပြန်ရောက်လာမယ်နော်။အခုပြန်အိတ်လိုက်တော့သမီး။ဟုတ်လားဒေါ်လေးအထုပ်ထဲမှာဘာတွေပါလဲကြည့်ရအောင်။စန္ဒကူကဒေါ်နှင်းဝေလက်ထဲကအထုပ်ကိုရုတ်တရက်ဆွဲလွှတ်လိုက်တယ်။ကလေးမပြောရဆိုရတဲခတ်တော့ကိုဟာဒေါ်လေးရွှေတွေလက်ဝတ်ကျတနာတွေအများကြီးပဲဟင်းဒါဆိုဒေါ်လေးဘာဖြစ်တာလဲဒေါ်လေးကြည့်ရတာဒီလောက်များတဲ့ကျတနာတွေတွေ့ပြီအပျော်လွန်နေတာမှတ်လားအဲ့ဒါကဟိုဟာရပြီသမီးအတွက်ပေးလာတဲ့ပစ္စည်းတွေတေးချာကြည့်ရမယ်စန္ဒကူလည်းအိတ်ထဲကပစ္စည်းတွေကိုတစ်ခုချင်းကြည့်နေတော့ဒေါ်လေးဒီမှန်လေးကလှလိုက်တာလက်ရအတော်မြောက်တာပဲသမီးကြိုက်တယ်ဒါလေးကိုအခန်းထဲယူသွားမယ်နော်ကျန်တာတွေဒေါ်လေးသိမ်းထားလိုက်ပြောဆိုမှန်ချက်ကိုယူပြီးတော့ပြေးဝင်သွားတဲ့စန္ဒကူကိုကြည့်ပြီးဒေါ်နှင်းဝေတပ်ပြင်းတစ်ချက်ချလိုက်မိတယ်မနက်မိုးလင်းတော့ဒေါ်လေးဖေဖေကသမီးတို့အတွက်ရတနာတွေအများကြီးရှာထားတာပဲနော်ဟုတ်မှာပေါ့ဒေါ်လေးမျက်နှာလဲဘာဖြစ်နေတာလဲသွေးမရှိတဲ့ပုံကြီးနဲ့ဖြူဖြော့နေရပဲမဟုတ်ပါဘူးကွယ်ညအပျော်လွန်ပြီးအိတ်မရလို့ပါသမီးရဲ့မနက်စာစားပြီးရင်လှုပ်ရှားရှိတာလှုပ်နေအောင်ဒေါ်လေးဈေးသွားလိုက်အောင်မယ်ဟုတ်ကဲ့ဒေါ်လေးသမီးစာဖတ်နေမယ်နော်ဒေါ်နှင်းဝေလည်းဈေးဆွဲချင်းကိုယူပြီးတော့အိမ်သားကဈေးကိုထွက်သွားလိုက်တယ်ဒေါ်နှင်းဝေဈေးသွားတော့စန္ဒကူလည်းအိမ်ခန်းထဲမှာစာအုပ်ဖတ်နေသည်ဟိုကောင်ငမိုက်သားကိုလိုက်ရှာတယ်တွေ့တဲ့နေရာအသေးသက်ပြက်အိမ်အောက်ထပ်ကနေအတန်နေကြတော့စန္ဒကူဖက်လက်စာစာအုပ်ကိုချပြီးအိမ်အောက်ထပ်ကိုဆင်းလာခဲ့တယ်ခုနအတန်သေးချာကြားလိုက်ပါတယ်အိမ်သားကလေးတွေစော့နေတာများလားမဟုတ်ပါဘူးလေငါပဲနားကြားမှားတာလားဟဲ့သမီးအိမ်အောက်ထပ်မှာတယောက်တည်းဘာလုပ်နေတာလဲဟောဒေါ်လေးတောင်ဈေးရပြန်လာပြီခုနကလေအိမ်အောက်ကနေအတန်နေကြားလို့လာဆင်းကြည့်တာစန္ဒကူရဲ့စကားကိုကြားတော့ဒေါ်နှင်းဝေမျက်နှာပြတ်သွားတယ်သမီးကဘလို့အတန်နေကြားတာလဲလူတယောက်ကိုလိုက်ရှာနေတဲ့အတန်ပဲမိန်းကလေးတယောက်စကားပြောနေတဲ့အတန်ကြားရတာသမီးစိတ်ထင်လို့နေမှာပါစာအုပ်တွေဖတ်ပြီးနားကြားမှားတာဖြစ်မယ်ဟုတ်မယ်နော်ဒါဆိုရင်အပေါ်ပြန်တက်တော့မယ်လှေကားပေါ်ကနေတက်သွားတဲ့စန္ဒကူကိုကြည့်ပြီးဟုတ်တယ်ညကလည်းငါကိုယ်တိုင်ကြားရတယ်အကိုကြီးယူလာတဲ့ပစ္စည်းတွေကဘာတွေလဲအဲ့ဒီပစ္စည်းတွေကြောင့်အခုလိုတွေဖြစ်လာတာလားအကိုကြီးကိုစောင့်ရမှာပဲတပတ်ပြည့်လို့မှပြန်မလာရင်တော့ဒီပစ္စည်းတွေကိုသွားရောက်တော့မယ်ဒေါ်နှင်းဝေကတယောက်တည်းပြောရင်းနဲ့မိဖို့ကြောင့်နဲ့ဝင်သွားလိုက်တယ်ညကတဖြည်းဖြည်းနောက်တစ်ထပ်နှက်လာခဲ့တယ်ပိုးကောင်လေးတွေရဲ့အော်မီတန်တစ်ချက်စုပ်ထိုးတတ်တဲ့အိမ်မြောင်တွေရဲ့စုပ်ထိုးတန်နာယီလက်တန်ရဲ့အချိန်ကရွှေလျားတန်တွေကလွဲပြီးအိမ်တစ်ခုတိတ်ဆိတ်နေခဲ့တယ်လာခဲ့ငါနောက်ကိုလိုက်ခဲ့အတန်ကစန္ဒကူရဲ့အခန်းထဲကနေတိုးညင်းစွာထွက်ပေါ်လာတယ်ကြားလိုက်ရတဲ့အတန်ကြောင့်အိပ်ပျော်နေတဲ့စန္ဒကူလည်းနိုးလာပြီးကြည့်လိုက်တော့မှန်ချက်ထဲမှာမိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်လာခဲ့တော့ဒီထဲကိုဝင်လာခဲ့စန္ဒကူလည်းစိတ်ညှို့ခံထားရတဲ့လူတစ်ယောက်ပေါ်မှာခေါ်ဆောင်ရသို့ထလာခဲ့တယ်မှန်ရှိလဲရောက်ရောလက်ဆန့်လိုက်လက်ကိုဆန့်လိုက်ချစ်သမီးတင်ဒီနေရာထဲကိုဝင်လာခဲ့လို့စန္ဒကူလည်းအသိစိတ်ကင်းမဲ့နေတဲ့လူတစ်ယောက်ပေါ်မှာမှန်ချက်ထဲကနေလှမ်းခေါ်နေတဲ့မိန်းမစီကိုလက်ကမ်းပေးလိုက်တယ်ထူးဆန်းတာကစ
ဆန္ဒကူးရဲ့လက်မှန်ရှိရောက်လို့ရောက်ခင်မှာပဲမှန်ထဲကနေလက်တစ်ဖက်ထွက်လာပြီးတော့ဆန္ဒကူးကိုဆွဲခေါ်လိုက်တယ်အဲ့ဒီအချိန်သတိပြန်ဝင်လာတော့ဂရင်ပေါ်မှာမလှုပ်မရှက်ငြိမ်သက်နေတဲ့သူ့ရဲ့ကိုယ်ခန္ဓာကိုမြင်လိုက်ရတယ်ဟာငါဘယ်ရောက်နေရလဲဂရင်ပေါ်မှာငါလေငါဒီနေရာကိုဘယ်လိုလုပ်ပြီးရောက်နေတာလဲစိတ်ရှိလက်ရှိအော်ဟစ်လိုက်ပေမဲ့အတန်ကထွက်မလာခဲ့ဘူးတစုံတစ်ခုကသူ့ရှေ့မှာပိတ်ထားသလိုဘဲဥပုံဘောင်ထဲကနေရုံလို့မရခဲ့ဘူးအဲ့ဒီအချိန်အခန်းထဲကိုဝင်လာတဲ့ဒေါ်လေးကိုတွေ့လိုက်ရတယ်ဒေါ်လေးသမီးဒီဘက်မှာလေဒေါ်လေးဘလောက်ပဲအော်ဒေါ်နှင်းဝေကမကြားရဘူးခဏနေတော့ဂရင်မော်မှာစန္ဒကူးရဲ့ကိုခန္ဓာကိုဖတ်ပြီးငိုနေတဲ့ဒေါ်လေးကိုမြင်လိုက်ရတယ်ဟာငါဘယ်ရောက်နေတာလဲငါ့ကိုဒီထဲဘသူထည့်ထားတာလဲငါ့ကိုပြန်လွှတ်ပေးထိုချိန်မှာပဲရီတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်၆ကပ်စွာကြားလိုက်ရတဲ့အတန်ကြောင့်စန္ဒကူးဘေးဘီဝဲရကိုလိုက်ကြည့်လိုက်တယ်အဲ့ဒီချိန်ဂရင်မေးမှမတ်တက်ရက်နေတဲ့မိန်းမတယောက်ကိုမြင်လိုက်ရတယ်ထိုမိန်းမကစန္ဒကူးရှိရာမှန်ဘက်ကိုကြည့်ပြီးတော့တင်တို့တမိသားစုလုံးကျိန်သာတင့်ခဲ့ပြီတင်ဖခင်ဟာမကြံကောင်းမစီရအလုပ်ကိုလုပ်ခဲ့တဲ့အတွက်သူ့ကိုလည်းဒဏ်ခတ်တဲ့အနေနဲ့တေးတံပေးလိုက်ပြီတင်ကတော့ငါအမျက်တနိုးတန်ဖိုးထားတဲ့စက္ခုတာယာကြေးမုံကိုသိမ်းယူထားတဲ့အတွက်တင်ကိုလည်းဒဏ်ခတ်ထားတာပဲဖြစ်တယ်တင်ကတေးဆုံးသွားပြီတင်အခုမြင်နေရတာကတင်ရဲ့အလောင်းပဲတင်ရဲ့ဝိညာဉ်ကဒီမှန်ထဲမှာထာဝရနေသွားရတော့မယ်တင်ဖခင်ရဲ့အကျိုးဆက်ကိုတင်ခံစားရတာမို့တင်အပြစ်တင်မယ်ဆိုရင်တင်ဖခင်ကိုသာအပြစ်တင်ပါငါဘာလုပ်မိလို့လဲငါ့ကိုလွတ်ပေးငါ့ကိုအခုလွတ်ပေးတင်ဒီတဲကနေဘယ်တော့မှလွတ်မှာမဟုတ်ဘူးဒါပေမဲ့တင့်ကိုလူတစ်ယောက်ကတော့ကဲနိုင်မယ်သူကိုယ်တိုင်ကပဲတင့်ကိုလွတ်မြောက်အောင်လုပ်ပေးနိုင်မယ်သူတင့်စီကိုရောက်လာမယ့်နေ့ကိုစောင့်နေပြီတော့ငါဘယ်ချိန်ထိဒီလိုနေရမှာလဲငါလွတ်မြောက်အောင်ဘာလုပ်ပေးရမလဲတင်လွတ်မြောက်စေခြင်းတင့်ဖခင်ခိုးယူသွားတဲ့ငါတို့ရဲ့နန်းတဲ့ယတနာတွေကိုနေရာတကျလာပြန်ထားပြီငါတို့စီမှာရှိတာပြန်ယူသွားလိုက်လေငါ့ကိုဒီထက်ကလွတ်ပေးပါတော့နော်နန်းတဲ့ပစ္စည်းတွေကငါတို့ပြန်ယူလို့မရဘူးတင့်ကိုကိုညီမဲ့လူကပဲလာပြန်ထားပေးရလိမ့်မယ်အဲ့ဒါမှတင်ဒီထဲကနေလွတ်မြောက်မယ်ဒါဆိုရင်ငါ့ကိုကူညီပေးမဲ့လူကိုဘယ်လိုလုပ်ပြီးသိနိုင်မလဲတင်းကိုကူညီမဲ့လူဟာဒီမှန်ချက်ကိုကင်လိုက်တာနဲ့မှန်မှန်အကြောင်းတစ်ခုထင်လာလိမ့်မယ်အဲ့ဒီလူလာတဲ့အထိတင်းစောင့်နေပြီတော့တင်းဘာတူလဲတင်းနာမည်ကဘာတူလဲငါနာမည်ကထိတ်တင်ခေါင်တက်ခိုင်လဲမှန်ချက်သေးကမိန်းကလေးပြောတဲ့စကားကိုကြားတော့ဒါဆိုရင်အမိအဖခင်ကဒီចេတနာပစ္စည်းတွေကိုဘယ်ကယူခဲ့တာလဲအဲ့ဒါတော့မသိပါဘူးရှင်မှန်ချက်သေးရောက်ပြီးတဲ့ဟာအိမ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာမသိတော့ဒါဆိုရင်ဘယ်ချိန်ကနေစပြီးသိတာလဲဆရာတို့မလာခင်တရက်ကကျမကိုမှန်နဲ့ထည့်ခဲ့တဲ့မိမရောက်လာခဲ့တယ်သူ့ပစ္စည်းတွေပြန်ရအောင်လုပ်ပေးမဲ့သူတွေရောက်လာပြီထတော့တဲ့နင်ဒီထဲကိုရောက်နေတာနှစ်30ရှိပြီလို့ပြောတယ်ဒါဆိုရင်ရှေးဟောင်းပစ္စည်းရောင်းတဲ့သူကိုအိမ်မက်ပေးတာအမိမဟုတ်ဘူးပေါ့ကျမမှန်နဲ့ကနေတော့ထွက်မရတာဘလို့လုပ်ပြီးအိမ်မက်ပေးရမှာလဲအခုဆရာတို့ကိုမြင်ရတော့ဝမ်းသာပြီးငိုမိတာပါမိန်းကလေးရဲ့စကားကိုကြားတော့တက်ခိုင်ကဆရာကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဒီအကြောင်းအရာတွေကတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်နိုင်ဘူးတခြားလူတွေကိုကူညီလို့ရနိုင်တဲ့အခြေအနေမှာငါ့ကိုစောင့်ခိုင်းနေဆိုတာအကြောင်းတစ်ခုခုတော့ရှိရမယ်မှန်ချက်ထဲကမိန်းကလေးနေတဲ့အိမ်နေရအရင်သွားကြည့်အောင်အမိနေခဲ့တဲ့အိမ်နေအောင်မှတ်မိလားမှတ်မိပါတယ်မြို့ဘရောင်စင်လန်းကအိမ်အမှတ်58မိန်းကလေးရဲ့စကားကိုကြားတော့တက်ခိုင်ကဟာဒါဆိုရင်ဒီမြို့ထဲရပဲပေါ့ဒါနဲ့ဆရာမှန်ချက်ကိုရောတဲလာခဲ့ရမလားတဲလာခဲ့လိုက်ကွာဒါအရေးကြီးတယ်အောင်မြတ်သားတို့လည်းရှေ့မီနောက်မီလူကြီးတယောက်ရဲ့ကူညီနဲ့ဘရောင်းစင်လန်းကိုရောက်ခဲ့တယ်လက်ရှိမှာတော့ဘရောင်းစင်လန်းမဟုတ်တော့ပဲနှင်းစီခိုင်လန်းဖြစ်နာမည်ပြောင်းထားတာကိုသိလိုက်ရတယ်အောင်မြတ်သားတို့လည်းမိန်းကလေးပြောတဲ့အိမ်အမှတ်ကိုလိုက်ရှာရင်စပိန်စီးလာတဲ့လူတယောက်ကိုတွေ့လို့မေးကြည့်ရချမ်းမှတ်58ဆိုတာကချိတ်ပိတ်ထားတဲ့အိမ်ဖြစ်မယ်ဘာလို့ချိတ်ပိတ်ထားတာလဲဗျာတက်ခိုင်ကလှမ်းမေးလိုက်တော့စပိန်တဲ့လူကအဲ့ဒီအိမ်မှာလူသေးမှုတွေဖြစ်ခဲ့တယ်လေရုတ်တရက်ထူးဆန်းစွာတေးကြတာလို့ကျုပ်ဖေပြောတာကြားဘူးတယ်အခုလိုပြောကြပေးတာကျေးဇူးတင်ပါတယ်မိတ်ဆွေတို့ကအဲ့ဒီအိမ်ကိုမေးပြီးဘာလို့မလို့လဲအဲ့ဒီအိမ်ပဲရောင်းလို့တော့မသွားနဲ့နော်တရေရန်၆တာဟုတ်ကဲ့တတိပေးလို့ကျေးဇူးပါဗျာကျုပ်တို့လည်းအလုပ်ရှိလို့သွားလိုက်အောင်မယ်အောင်မြတ်သားတို့လည်းမိန်းကလေးနေခဲ့တဲ့အိမ်ရှိကိုရောက်တော့မှန်ချက်ထဲကနေငိုတန်တက်တဲ့ကိုကြားလိုက်ရတယ်
အောင်မြတ်သားတို့အိမ်ကိုကြည့်လိုက်တဲ့အချိန်ဖေဖေဟိုမှာဖေဖေနဲ့ဒေါ်လေးသူတို့ရှိသေးတယ်အိမ်ပေါ်မှာမှန်နေရတယ်ကြားလိုက်ရတဲ့တန်ကြောင့်တက်ခိုင်ကအိမ်ပေါ်ဓာတ်ကိုကြည့်လိုက်တယ်အရေးအယောင်နဲ့တူတာဆိုလို့ဘာမှမတွေ့ရဘူး။နွယ်ပင်တွေရစ်ပတ်ထားတဲ့အိမ်အိုဟောင်းတစ်ခုကိုပဲတွေ့ရတယ်။ဆရာအထဲကိုဝင်အထဲမှာသူတို့ရှိနေတယ်။အောင်မြတ်သားလည်းမှန်တဲ့ကမိန်းကလေးပြောတဲ့အတိုင်းအိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။ကျွန်းသစ်တွေနဲ့စောက်ထားတဲ့အိမ်ဖြစ်တဲ့အတွက်အပြင်ပိုင်းသာဆွေးမြေ့နေတယ်အောင်ထင်ရပေမယ့်အတွင်းပိုင်းမှာတော့မပြတ်စည်းသေးတာကိုလည်းတွေ့လိုက်ရတယ်။ထိုအချိန်မှာတရှက်ရှက်နဲ့လမ်းလျှောက်နေတဲ့ခြေတံကအိမ်ပေါ်ဓာတ်ကနေထွက်ပေါ်လာတယ်။ဖေဖေဒေါ်လေးသမီးဆန်တကူးလေသမီးပြန်လာပြီလေထိုအခါအောင်မြတ်သားကအမိပြောတာကိုသူတို့ကမကြားရဘူးသူတို့ကြားရအောင်လုပ်ဖို့လိုလိမ့်မယ်ကူညီပေးပါဆရာရဲ့ကျမမေးစရာတွေရှိလို့ပါမိန်းကလေးရဲ့စကားကိုကြားတော့အောင်မြတ်သားကဤအိမ်တွင်းမှာရှိတဲ့ပုဂ္ဂိုလ်ပေါင်းငါရှိတော့အခုရောက်စီအရာအလုံးကိုမြင်နိုင်သည်ကြားနိုင်သည်ဆိုင်ရာပုဂ္ဂိုလ်များသူတို့ရဲ့အမြင်တွေအကြားတွေကိုခဏဖွင့်ပေးဖို့မေတ္တာရက်ခံပါတယ်အောင်မြတ်သားရဲ့စကားဆုံးမှာပဲအိမ်ပေါ်ဓာတ်ကနေလေးဘက်တော့ဆင်းလာတဲ့ယောက်ျားတစ်ယောက်ကိုတွေ့လိုက်ရတယ်။သူ့နောက်မှာတော့ဇက်ကျိုးနေတဲ့မိန်းမတစ်ယောက်ဖေဖေဒေါ်လေးသမီးလေသမီးဆန္ဒကူးလေသမီးဆန္ဒကူးငါတို့ကိုမြင်ရလားမြင်ရတယ်ဒီကဆရာရဲ့အစွမ်းကြောင့်ဖေဖေနဲ့ဒေါ်လေးတို့သမီးအတန်ကိုကြားရတာလေးဘက်တော့ဆင်းလာတဲ့ယောက်ျားရဲ့ခြေထောက်နှစ်ဖက်စလုံးပြက်နေပြီးခေါင်းကနေအုံနောက်တွေထွက်နေသလိုအနောက်ကနေလိုက်လာတဲ့မိန်းမရဲ့လဲပင်ဟာလည်းလိန်ချိုးထားလို့ကျိုးနေတာမြင်လိုက်ရတော့အောင်မြတ်သားကတင်တို့ရဲ့အဖြစ်ကိုပြောပြပါဒါမှတင်တို့မိသားစုကျွတ်လွတ်အောင်လုပ်ပေးလို့ရမယ်အောင်မြတ်သားရဲ့စကားကိုကြားတော့လေးဘက်ထောက်သွားနေတဲ့ယောက်ျားကချုပ်မှားခဲ့တယ်မကြံတီတင်တာကိုကြံတီခဲ့တာဒီမျိုးရဲ့အစွန်မှာရှိတဲ့ရှေးဟောင်းတီတီတွေကနေဌာပနာပစ္စည်းတွေကိုဖောက်ယူမိခဲ့တယ်ဒီပစ္စည်းတွေကကျိန်သာတိုက်ထားတယ်ဆိုတာမသိခဲ့ဘူးဒီပစ္စည်းတွေကိုထိမိတဲ့သူတိုင်းအသေးသေးနဲ့သေရမယ်ဆိုတဲ့ကျိန်သာတိုင်းကျုပ်အသေးသေးနဲ့သေခဲ့တယ်ကျုပ်မသေခင်ကျုပ်နောက်ကိုမိန်းမတစ်ယောက်အမြဲလိုက်ပြီးခြောက်လန့်ခဲ့တယ်ကျုပ်အိမ်မှာနေသမီးတိမှာဆိုလို့အပြင်မှာပုံးနေဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ကျုပ်မလွတ်ခဲ့ဘူးကျုပ်အိမ်ကနေထွက်လာတဲ့ညမှာပဲကားတိုက်ခံခဲ့ရတယ်ကျုပ်သေးတော့ကျုပ်ရဲ့ဝိညာဉ်ကိုသူတို့တွေဖမ်းထားတယ်ကျုပ်ကိုနှိပ်စက်ကြတယ်ညီမဖြစ်သူကိုပေးထားတဲ့ရတနာပစ္စည်းတွေကမှန်ချက်ကိုယူမိတဲ့သမီးလေးကိုလည်းသူတို့ကျိန်သာတိုက်ခဲ့ကြတယ်ကျုပ်ညီမကိုလည်းအဲ့ဒီပစ္စည်းတွေကိုရောင်းဖို့ကြိုးစားလို့တိုက်ဖော်ကနေတွန်းချပြီးတတ်ခဲ့တယ်ကျုပ်တို့လွတ်အောင်ကူညီပေးကြပါဒါဆိုရင်ရတနာပစ္စည်းတွေကဒီအိမ်မှာပဲလားဟုတ်ပါတယ်အိမ်နောက်ဘက်ရေရင်းပေးမှာမြုပ်ထားတယ်ခဏလေးရတနာပစ္စည်းတွေထဲမှာဒီမှန်ချက်လည်းပါတယ်ပေါ့ဒါဆိုရင်ဒီမှန်ချက်ကဘယ်လိုလုပ်ပြီးတော့ရှေးဟောင်းပစ္စည်းတိုင်းကိုရောက်နေတာလဲဒီမှန်ချက်ကသူတို့ရတနာပစ္စည်းတွေကိုလာပို့ပေးမဲ့သူတို့ကလမ်းပြမြေပုံနဲ့ဒါဆိုရင်ဒီမှန်ချက်ကိုယူလာတဲ့ကျုပ်ကိုသူတို့လာသေးခြင်းနဲ့သဘောပဲကျုပ်အမှားအတွက်အပြစ်မရှိတဲ့လူတွေဒုက္ခရောက်ကြတယ်ကျုပ်တို့လွတ်ချင်ပြီဗျာကျုပ်တို့ကူညီပေးကြပါအောင်မြတ်သားကဇက်ကျိုးနေတဲ့မိန်းမကိုကြည့်ပြီးရတနာပစ္စည်းတွေကဘယ်မှာရှိနေလဲကျမမြုပ်တာပါရေရင်းပေးမှာမှတ်တိုင်တစ်ခုစိုက်ထားတယ်အဲ့ဒီနေရာကိုတူးပါဇက်ကျိုးနေတဲ့မိန်းမရဲ့စကားကိုကြားတော့အောင်မြတ်သားကတက်ခိုင်နဲ့တောက်ရသူတို့ပြောတဲ့နေရာကိုသွားတူးကြည့်ရတဲ့ပစ္စည်းတွေကိုယူလာခဲ့ကြတက်ခိုင်နဲ့တောက်ရလဲရေရင်းရှိတဲ့နေရာကိုသွားကြတယ်အချိန်နဲ့ငယ်ကြတော့ဆရာဒီမှာဂုံနေအိမ်နဲ့ထည့်ထားတဲ့ပစ္စည်းတွေရလာပြီဒါဆိုရင်ကျုပ်တို့ဒီပစ္စည်းတွေကိုဘယ်နေရာမှာသွားထားပေးရမလဲမြို့အပြင်ကချင်းသေးနှစ်ကောင်သေးဒီမှာသွားထားပေးပါသူတို့အဲ့ဒီမှာနေတယ်ကောင်းပြီလေတင်းတို့ဒီမှာပဲစောင့်ပါကျုပ်တို့ဒီပစ္စည်းတွေပြန်ပေးပြီးတာနဲ့တင်းတို့လှုပ်ပေးဖို့ပြောပေးပါမယ်ဒီမှန်ချက်ကိုတော့ယူသွားမယ်အောင်မြတ်သားတို့လည်းရတနာပစ္စည်းတို့ကိုယူပြီးတော့မြို့ပြင်ချင်းသေးနှစ်ကောင်သေးဒီရှိရာကိုထွက်လာခဲ့ကြတယ်မြို့ပြင်အဆက်ကိုလည်းရောက်ရောဆရာဟိုမှာချင်းသေးနှစ်ကောင်သေးဒီတောက်ရရဲ့အော်တန်ကြောင့်အောင်မြတ်သားလှမ်းကြည့်လိုက်တယ်တက်ခိုင်ရတနာပစ္စည်းတို့ကိုအောက်ချလိုက်ဟုတ်ကဲ့ဆရာတက်ခိုင်ကရတနာပစ္စည်းတို့ကိုအောက်ချလိုက်တာနဲ့အောင်မြတ်သားကတင်တို့ရဲ့ပစ္စည်းကိုလာပြန်ပေးတာပါတင်တို့အပြစ်ဒဏ်ခတ်ထားတဲ့မိသားစုကိုပြန်လှုပ်ပေးလိုက်ပါလို့ကျုပ်မေတ္တာရက်ခံပါတယ်အောင်မြတ်သားရဲ့စိတ်ထဲကနေမေတ္တာရက်ခံလိုက်တဲ့အချိန်မှာတော့တက်ခိုင်လက်ထဲမှာကင်ထားတဲ့မှန်ချက်ကရ
ရုတ်တရက်ကွဲထွက်သွားပြီးမှန်ထဲကနေမိန်းကလေးတယောက်အပြင်ကိုထွက်လာခဲ့တယ်။ထိုချိန်မှာပဲမောင်တော့ကိုစောင့်နေရတာနှစ်ပေါင်းများစွာကြာရောပေါ့။အဲ့ဒီအတန်ကိုကြားလို့ကြည့်လိုက်တော့ဒေဒီဘောကနေတလန်းချင်းဆင်းလာတဲ့မိန်းမတယောက်ကိုတွေးလိုက်ရတယ်။တလန်းချင်းဆင်းလာတဲ့မိန်းမကသူ့ဖခင်ရဲ့လုပ်ရကြောင်းသူ့ကိုဒဏ်ခတ်ပြီးတော့မောင်တော့ကိုစောင့်မျှော်နေခဲ့တာ။အခုမောင်တော့ကကျွန်တော်မျိုးမစီကိုနန်းတဲ့ယတနာတွေနဲ့ပြန်ရောက်လာပြီဆိုတော့သူတို့ဘဝတွေလွတ်ငြိမ်းခွင့်ရတော့မယ်။ရှင်ကျမကိုမှန်တဲ့ခေါ်သွားတဲ့မိန်းမတင်တို့ရဲ့ဘဝကျွတ်လွတ်သွားပြီဖြစ်လို့မကြခင်ဘဝတစ်ပေါက်ကိုပြောင်းရွှေ့လို့ရပြီ။တင်ဖခင်ကတော့သူ့ရဲ့အပြစ်ဒဏ်တွေကိုငရဲမှာပြန်ခံစားရလိမ့်မယ်။တင်တို့လွတ်မြောက်သွားပြီချစ်သမီး။ဟိုမှာတင့်ရဲ့အကြီးတော်စောင့်နေတယ်။အမျိုးသမီးညွန်ပြရာနေရာကိုကြည့်လိုက်တော့အိမ်ဟိုကြီးထဲမှာတွေ့လိုက်ရတယ်။ဇက်ကျိုးနေတဲ့အမျိုးသမီးကိုဇေဒီရဲ့မလှမ်းမကမ်းမှာတွေ့လိုက်ရတယ်။အမျိုးသမီးကအောင်မြတ်သားတို့ကိုပြုံးပြပြီးဆန္ဒကူးကိုလက်ပြနှုတ်ဆက်ခါတဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ဆန္ဒကူးဆိုတဲ့မိန်းကလေးလည်းအောင်မြတ်သားတို့ကိုလက်အုပ်ချီကြော်ပြီးတဲ့ချိန်ကိုခန္ဓာကနေခုံးငွေတွေထွက်လာပြီးလေထဲကိုလွင့်ပြန်ပျောက်ကွယ်သွားတယ်။ထိုအခါအောင်မြတ်သားကတင်ကဘာတူလဲ။ဘာကြောင့်ဒီလိုချိန်သားတွေနဲ့ဖျားပစ္စည်းတွေကိုထားပနာခဲ့တာလဲ။စိတ်ဆိုးတော့မမူလိုက်ပါနဲ့မောင်တော်။မောင်တော်နှမတော်မမှတ်မိတာလား။သေချာကြည်သမ်းပါအောင်။အမျိုးသမီးရဲ့စကားကိုကြားတော့အောင်မြတ်သားရဲ့မျက်လွှာနှစ်ခုကတဖြည်းဖြည်းအောက်ကိုကျလာခဲ့တယ်။မျက်လွှာပိတ်လိုက်တာနဲ့အာယုံထဲမှာအတိတ်ကပုံရိပ်တွေတဖြည်းဖြည်းမြင်အောင်လာတယ်။ပုံရိပ်ထဲမှာတော့လူသုံးဦးရဲ့ပုံကိုမြင်လိုက်ရတယ်။ထိုလေးယောက်ရဲ့ပုံတွေကရှောင်းတစ်စောင်းထုံးပြီးတော့ထိုးခွင်းမြင်အောင်ဖြစ်လက်ထဲမှာလည်းဓာတ်နှစ်လက်ကိုကင်ပြီးရက်နေတဲ့လူတစ်ယောက်။ဦးခေါင်းကနေခြေမထိရှည်ရှားတဲ့သပင်တွေကိုဖီးတင်နေတဲ့အမျိုးသမီးတစ်ယောက်။ပရပိုက်ပေါ်မှာကညစ်တန်ကင်ပြီးတော့အင်းစမတွေကိုရေးဆွဲနေတဲ့သူတစ်ယောက်။အမြင်အာယုံတွေထဲမှာမြင်လိုက်ရပြီမို့အောင်မြတ်သားမျက်လွှာကိုပင့်တင်လိုက်တယ်။မောင်တော်သိပြီမှတ်လား။အမတော်တို့မောင်တော်ကိုစောင့်နေရတာ။ဘဝချင်းကချားနေပြီ။ဒါပေမဲ့ကျုပ်ကူညီနိုင်မဲ့အရာဆိုရင်ကူညီပါမယ်။အသင်ပြောပါ။ယခင်အတိတ်ဘဝမောင်တော်ကအကျွန်တော်မျိုးမရဲ့မောင်ရင်းဖြစ်ခဲ့တော့လေနမ်းမှုရေးရကိုစိတ်မပါပဲအင်းစမတွေကိုသာစိတ်ဝင်စားခဲ့တယ်။ဒါပေမဲ့ကျွန်တော်မျိုးမရဲ့အကူတော်မောင်တော်ရဲ့ယခင်ဘဝကအကူတော်ကတော့တတ်မှတ်မှုလောဘတွေကြောင့်အခုအတူရကယ်ဘုံကိုရောက်နေရပါတယ်။အမျိုးသမီးရဲ့စကားကိုကြားတော့အောင်မြတ်သားကတင်ကျုပ်ကိုဒီနေရာကိုရအောင်ခေါ်ဖို့အတွက်ယေရနာပစ္စည်းတွေကိုချိန်နာတိုက်ပြီးစီရင်ခဲ့တယ်လား။မောင်တော်ကတနေ့နေ့မှာအစွမ်းထက်တဲ့လူတစ်ယောက်ဖြစ်လာမယ်လို့ယုံကြည်ခဲ့မိပါတယ်။ဒါပေမဲ့အချိန်မတန်ခင်ကွယ်လွန်ခဲ့တဲ့မောင်တော်ကိုပြန်တွေ့ရဖို့ဒီနည်းလမ်းပဲရှိပါတယ်။မောင်တော်ရဲ့အကူတော်ကိုလမ်းမှန်ပြန်ရအောင်ဆုံးမပေးပါလို့တောင်းဆိုပေးရသည်။အတူရကယ်ဘုံကိုရောက်သွားတယ်ဆိုတာကတေလွန်ပြီးတဲ့အချိန်မှာရောက်သွားတာလား။အဲ့ဒါဆိုရင်တော့သူ့ဝစ်ကြွေးတွေကုန်မှပဲပြန်လို့ရမယ်။မဟုတ်ဘူးမောင်တော်။အတူရကယ်ဘုံကမိမ့်မပြိုတယောက်ကိုဆွဲလန်းမိပြီးဒီနေရာဒီဌာနေကိုစွန့်သွားတာပါ။မောင်တော်ရဲ့အကူတော်ကဒီစီဒီမှာစောင့်နေရတဲ့သူပါ။သူ့ကိုလမ်းမှန်ရအောင်ပြနိုင်မဲ့သူပါ။မောင်တော်ပဲရှိတာမို့ဒီကိုရအောင်ဖန်တီးယူခဲ့တာပါ။ကျုပ်ရဲ့အထက်ဆရာရဲ့ခွင့်ပြုမိန့်ရရင်ကျုပ်ကူညီပေးပါမယ်။ဒါဟာကျုပ်ရဲ့တာဝန်ထဲမှာမပါရင်တော့အတိတ်ဘဝကဘာပဲတော်ဆက်ခဲ့ကူညီလို့မရပါဘူး။အောင်မြတ်သားလည်းအထက်ဆရာများရဲ့အမိန့်ကိုခိထဆောင်တိုင်းနေလိုက်ပြီးရက်တောင်10ခန့်မြအချိန်ကြာတော့ကျုပ်ကူညီခွင့်ရတယ်။တင်တို့ကအတိတ်ဘဝကကျုပ်နဲ့မောင်နှမတွေဖြစ်ခဲ့တာကြောင့်တော့မဟုတ်ဘူး။အကိုတော်ကသာသနာအတွက်အကျိုးရှိနိုင်မဲ့သူဖြစ်နေတဲ့အတွက်ကျုပ်ကူညီရခြင်းဖြစ်တယ်။ဝမ်းသာလိုက်တာမောင်တော်ရဲ့ကြင့်ကြံသွမ်းအားကိုယုံကြည်ပါတယ်။အသင်အနေနဲ့ဘသူ့ကိုမှလှည့်ပြားပြီးမချုံနှောင်ဘူးဆိုတဲ့ဂရီပေးပါ။အမတော့ဂရီပေးပါတယ်မလုပ်တော့ပါဘူး။လုပ်ခဲ့ပါသာသနာအဆက်ဆက်မကျွတ်မလွတ်ဖြစ်ရပါစေ။အောင်မြတ်သားလည်းအတိတ်ဘဝကတော်ဆက်ခဲ့တဲ့အမဖြစ်သူကိုဆုံးမပြီးတော့ခြေနဲ့နှစ်ကောင်သေးဒီကိုဥတိုက်ခါပြန်ထွက်လာခဲ့တယ်။အဆုံးထိနားထောင်ပေးကြတဲ့ပရိသတ်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ပရိသတ်များအနေနဲ့အောင်မြတ်သားဇလန်းတွဲတွေကိုနှစ်သက်သဘောကျတယ်ဆိုရင်ဖြင့်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်သားပေးဖို့တောင်းဆိုအပ်ပါတယ်ဗျာ။နောက်နေ့တွေမှာလည်းဇလန်းကောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကနေစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။